Opera Ghost Story ကိုအားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအတွက်စာရေးသူမင်းသွေးဆက်ရှမ်းမောမြေရေးသားထားတဲ့စွမ်းအားရှင်ခွာနုနဲ့ကြောင်စိမ့်တွင်းကငရဲကန်းနဲ့သွေးစွန်းသောဓာတ်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိုးသားတိမ်လေးများအုံမိုင်းနေလို့နေကင်းကြောင်တောင်ဖြစ်ပေမဲ့ညနေဆောင်လို့အလင်းရောင်အားနေနေပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်စက်ကြားရှိလူသူအရောက်ပေါင်းနေပါလာတဲ့တောနက်ကြီးတစ်ခုအဲ့ဒီတောနက်ကြီးရဲ့လမ်းကျင်းလေးအတိုင်းလူနှစ်ယောက်ရှောက်လန်းလာနေကြပါတယ်။ရှေးမလူကကိုလွန်ကိုတဲ့ကြီးမာထွားချိုင်းပြီးတော့ကြောပေါ်မှာအဝတ်နဲ့ပတ်ထားတဲ့တရှိကြီးတစ်လက်ကိုလွှဲထားတယ်။နောက်မှလူကတော့ပိမ့်ပိမ့်ပပလွှဲအိတ်တစ်လုံးနဲ့မျက်လုံးကလေးကလေးဖြစ်နေပါတယ်။ကိုကြီးခွာနုကျုပ်ဖြစ်ချက်တော့တွေလည်းတိုးတော့မယ်ဗျာ။ဒီတောကြီးထဲမှာရွာရှိတယ်ဆိုတာသိကြလို့လား။ကျုပ်ဖြစ်တရေချောက်တဲ့တောအုပ်ကြီးလို့ပဲထင်နေပြီ။ဖိုးရှုပ်ကညီးတွားရင်ခွာနုရဲ့ကြောပြုံကြီးကမေးလိုက်ပါတယ်။ခွာနုကခြေလန်းကိုမရက်ပဲခက်ပြက်ပြက်ပြောလိုက်ပါတယ်။ဆရာတော်မိန်လိုက်တာမှန်လိမ့်မယ်ဖိုးရှုပ်ဒီနားတစ်ဝိုက်မှာနောင်ဖားဆိုတဲ့ရွာတစ်ရွာရှိရမယ်။အဲ့ဒီရွာကငါတငယ်ချင်းစလိုင်းတို့ပြောင်းလာပြီးအခြေချတဲ့ရွာပဲ။အော်ကိုကြီးရဲ့ငယ်တငယ်ချင်းစလိုင်းဆိုတာဟိုတလောကပြောတဲ့တောင်ပေါ်သားအကိုကြီးလား။အေးစလိုင်းကတာမန်လူမဟုတ်ဘူး။ငါနဲ့ငငယ်ကလေးကတောင်ပေါ်မှာအမဲလိုက်ဖို့လိုက်ဖက်တွေသူသားရှိငါတို့လမ်းခရီးကပို့ပြီးလွယ်ကူလိမ့်မယ်။ခွာနုရဲ့မျက်လုံးထဲမှာအတိတ်ကပုံရိပ်တချို့ဖြတ်ပြေးသွားပါတယ်။စလိုင်းဟာသူ့လောက်ခွန်အားမကြီးပေမဲ့လည်းလေးပြည့်ရာမှာချိန်စရာမလိုတော့အောင်လက်ဖြောင်းသူလည်းဖြစ်ပါတယ်။စကားပြောရင်ရှောက်လာကြရတော့အစုံကွင်းပြင်ကျတစ်ခုရောက်လာကြတယ်။ကွင်းပြင်အလဲမှာရွာတရွာကိုလှမ်းမြင်လိုက်ရပါတယ်။ဒါပေမဲ့ရွာကလေးကထူးဆန်းစွာနဲ့တိတ်ဆိတ်နေတယ်။ရောက်ပြီနောက်ဖာရွာပဲ။ခွာနုကပြောလိုက်တော့လေသူ့အတန်မှာဝမ်းသာမှုမပါပါဘူး။လေထဲမှာပါလာတဲ့အနက်တစ်ခုကြောင့်ခွာနုရဲ့မျက်လုံးများတွန့်ချိုးသွားပါတယ်။ဒါပေမဲ့တခုခုမှားနေတယ်။သူတို့နှစ်ဦးရွာတကားပေါ်ရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဖိုးရှုပ်ပါဇက်ဟောင်းသားဖြစ်သွားတယ်။ရွာတကားမှာပွင့်ဟလျက်သားရှိနေပြီးတော့ရွာလမ်းမကြီးပေါ်မှာလူသူအရေးရောင်တရားမှမရှိပါဘူး။လေပြင်းတိုက်ခတ်လို့တကယ်ရွက်များတတိုင်းတိုင်းရိုက်ခတ်တာမှလွဲပြီးတော့တိတ်ဆိတ်ချောက်ကန်နေတယ်။ကိုကြီးလူတွေဘယ်ရောက်ကုန်တာလဲ။အိမ်နဲ့ဝင်ကြည့်ရအောင်။ခွာနုကအနည်းဆုံးအိမ်တိမ်ပေါ်တက်လိုက်တယ်။အိမ်ထဲမှာထမင်းဝိုင်းမှာစားလက်စအတိုင်းရှိနေပါတယ်။ထမင်းပကံထဲမှာထမင်းတွေကမှုတက်နေပြီးခြောက်သွင်းနေပြီ။ပကတ်ထဲမှာကလေးမရှိတော့လဲကလေးကစားစရာရုပ်ကလေးကကျဉ်ရစ်တယ်။သူတို့တခုခုကြောင့်ထမင်းတော်စောအောင်မစားနိုင်မင်းနဲ့အခေါ်ခံလိုက်ရတဲ့ပုံပဲ။ခွာနုကအိမ်မှာစိုက်ထားတဲ့ဓမ္မတလက်ကိုဆွဲနှုတ်ကြည့်တယ်။ဓာတ်တော့ပေါ်မှာသွေးချတချို့တွေ့ရတယ်။တိုက်ပွဲဖြစ်တာလားကိုကြီး။မဟုတ်ဘူး။တိုက်ပွဲဖြစ်ရင်အလောင်းတွေကျန်ခဲ့မှာပေါ့။အခုကတရွာလုံးကိုဖမ်းခေါ်သွားတာ။ဒါတာမန်ဓမြအဖွဲ့ရဲ့လုပ်ရမဟုတ်ဘူး။ခွာနုကအိမ်ပေါ်မှာပြန်ဆင်းလာပြီးမြေကြီးပေါ်တေးချကြည့်တယ်။မိုးရွာထားလို့ခြေရများပြက်နေပေမဲ့လှဲပင်းရကြီးများနဲ့ဘိုးဘနက်ရတချို့ကိုရေးရေးမြင်နေရတယ်။ဖိုးရှုပ်ဟိုမှာကြည့်စမ်းခွာနုညွန့်ပြရာရွာလေးဇရက်တိုင်ကိုဖိုးရှုပ်ကြည့်လိုက်တယ်။ဇရက်တိုင်မှာစာရွက်တစ်ရွက်ကိုဓာတ်နဲ့စိုက်ထားတယ်။စာရွက်မှာမိုးဆိုထားလို့စာများပြက်လို့နေပါဖြစ်နေပြီ။ခွာနုကစာရွက်ကိုဖြုတ်ယူပြီးဖတ်ကြည့်လိုက်တယ်။ငကစိမ့်စစ်စင်ရဲ့လုံသားအင်အား90ရရှိစခန်းသိန်းစာရွက်အောက်ဆုံးမှာတစိမ့်တုံးတစ်ခုနှိပ်ထားတယ်။စိမ့်ဖက်မဲ့အယောင်နဲ့ငကားကောင်းပုံတစိမ့်ငကားစိမ့်ဒါငကနက်ကိုင်းရဲ့လက်အောက်ခံအဖွဲပဲ။ခွာနုဒေါသကြောင့်လက်သီးကိုကြက်ကြက်ပေါင်ဆုပ်လိုက်တယ်။ထိုစဉ်သူ့မျက်လုံးကဇရက်အောက်ခြေရှိရွှတ်ပွက်အိုင်ထဲမှာတောက်ပနေတဲ့အရာတစ်ခုတွေ့သွားတယ်။ခွာနုကထိုးရကုန်းကောက်လိုက်တယ်။ဒါတော့ဝက်ဆွဲကိုကျူးနဲ့တီးထားတာဆွဲကျူးဟောင်းလေးတစ်ခု။ဝက်ဆွဲပေါ်မှာအဆိုတဲ့အင်္ဂလိပ်စကားလုံးအချွန်နဲ့ထွင်းထားတယ်။စလိုင်းခွာနုရေရွတ်လိုက်တယ်။ဒါငယ်စဉ်ကသူတို့နှစ်ယောက်တောဝက်လိုက်တော့ကရခဲ့တဲ့အဆွဲကိုစလိုင်းကဆွဲကျူးလှုပ်ထားခြင်းဖြစ်တယ်။စလိုင်းကတီဆွဲကျူးဘတော်မှခဏကိုနဲ့မခွာဘူး။အခုဒီဆွဲကျူးပြက်ကြကျင်းခဲ့ဆိုတော့ကိုကြီးအဲ့ဒါကိုကြီးတငယ်ချင်းပစ္စည်းလားအေးစလိုင်းဒီမှာရှိခဲ့တာသိကြပြီပြီးတော့သူ့အတင်းအတမဖမ်းခေါ်သွားကြပြီခွာနုကဆွဲကြို့သူ့လေပင်မှာဆွတ်လိုက်တယ်သူ့မျက်လုံးမြကရှင်ကားထက်ပုံမူရက်ဆက်ကြမ်းကြုတ်တဲ့အယောင်များတောက်ပလာတယ်ဖိုးရှုပ်ခီးပြင်ငါတို့လိုက်ရမယ်ဘယ်ကိုလဲကိုကြီးခွာနုကတောင်မြောက်ဘက်စီကိုမျှော်ကြည့်လိုက်တယ်ထိုရက်မှာမိုးသားမြအောက်မှာမဲအုပ်ဆိုင်းနေတဲ့တောင်တန်းကြီးကိုမြင်နေရတယ်မြောက်ဘက်ရက်ကကြောက်စိမ့်တွင်းနေစီအောင်ဂျီလန်တလန်လှမ်းလိုက်တိုင်းရွှွန့်တော်တွေကခြေထောက်ကိုဆွဲထားသလိုလေးလံလွန်းနေတောအုပ်ကြီးကပုံမနှက်ဆိုင်လာပြီးတပင်ကြီးများကမိုးကောင်းကင်ကိုပိတ်ဆို့ထားလို့နေအောင်ကြီးဝင်ရောက်နိုင်ခြင်းမရှိတော့ဘူးကိုကြီးကျုပ်ပြမတင်ကားတော့ဘူးဒီတောထဲမှာငှက်တန်တော့မကြားရတော့တိတ်ဆိတ်လွန်းနေဖိုးရှုပ်ကလွယ်အိတ်ကိုရင်ခွင်ထဲပိုက်ရင်ဘေးဘီကိုတတိထားကြည့်နေတယ်ခွာနုကလက်ကိုမြောက်ကတိတ်ဆိတ်ခိုင်းလိုက်ပါတယ်ညင်ညင်နေဖိုးရှုပ်ငါတို့ချောင်းကြည့်နေတဲ့မျက်လုံးတွေကိုငါခန်းစားမိနေတယ်ခွာနုခြေလန်းရှက်လိုက်တယ်သူကလေကိုရှူသွင်းလိုက်တယ်ဆိုစွတ်တဲ့တစ်ဆွေးအနံ့နေချာမှတခြားအနံ့တစ်ခုရောပါနေတယ်
ဒါဆေးရွက်ကြီးနဲ့လေတိုးတန်လိုအတန်တူတူလေးကြားလိုက်ရှာပြီးခွာနိုးရဲ့ဘေးကက်လျက်တစ်ပင်ပင်စီပေါ်မှာမြားတူလေးတစ်စင်းလာဆိုင်တယ်။မြားတဲ့အဖျားမှာအစိမ်းရောင်အရှိများဆူရွှဲနေတယ်။အစိတ်များဝင့်နေစမ်းခွာနိုးကဖိုးလျှော့ရဲ့ခေါင်းကိုဖိချလိုက်ပြီးတစ်ပင်အမြင့်ကြီးတစ်ခုရဲ့နောက်ကွယ်မှာကွယ်လိုက်တယ်။ပတ်ဝန်းကျင်ချုံပုံများကြားမှာမြားတူများမိုးရွာတယ်လို့ကြားဆန်းလာတယ်။ဒါပေမဲ့ပြစ်သူများကိုမမြင်ရ။သူတို့ဟာတိရွက်အယောင်နဲ့တသားတည်းဖြစ်နေတဲ့အစိမ်းရောင်ဝတ်စုံများဝတ်ဆင်ထားကြတယ်။ကြောက်ကလေးနှစ်ကောင်တော့ထောင်ချောင်းမိပြီဟဲ့။ခြုံမိုးတစ်ခုလှုပ်ခတ်သွားပြီးတော့လူတစ်ယောက်ထွက်လာတယ်။မျက်နှာမှာလည်းအစိမ်းရောင်စေးများတုံလင်းထားပြီးလက်ထဲမှာတော့ဒူးလေးကိုကင်ဆောင်ထားတယ်။သူ့နောက်မှာအလားတူဝတ်ဆင်ထားတဲ့လူ9ယောက်ခန့်ထွက်လာကြတယ်။ငါတို့ကငကားစိမ်းတပ်ဖွဲ့ရဲ့ကင်းသမားတွေကွာ။ဒီနေမြေထဲဝင်လာတဲ့ကောင်ဘယ်ကောင်မှအသက်ရှင်လေးပြန်မထွက်စေရဘူး။ခေါင်းဆောင်လို့သူကခါးကြမ်းမှဓမြောင်ဆွဲထုတ်လိုက်တယ်။ဒီကောင်တို့အရှင်ဖန်းကွာတွင်းထဲမှာလှုပ်အားပေးဖို့လူလိုနေတယ်။ထိုလူများခွာနူးတို့ပေါင်းကိုရတက်ပင်စီကိုတိုးကပ်လာကြတယ်။ဖိုးရှုံမှလည်းတုံနေပြီ။ကိုကြီးလှုပ်ပါအောင်။ကျုပ်တို့တော့သွားပြီထင်တယ်။ခွာနူးကနှက်ခမ်းကိုတင်းတင်းစေလိုက်တယ်။ဖိုးရှုံနားပိတ်ထားဗျာ။ဖိုးရှုံနားမလဲလိုက်ဘူး။ထိုချိန်မှာပဲခွာနူးကတက်ပင်နောက်မှာရုတ်တရက်ထွက်လိုက်တယ်။ကြားဟင်းတန်လိုအတန်နှစ်ကြီးထွက်ပေါ်လာတယ်။တိတ်မကြေတော့လဲအနိကကြားလိုက်ရတဲ့ငကားစိမ်းကင်းသမားတွေကနားစီကွဲမတက်ခန်းစားလိုက်ရပြီးတော့ရိုင်းနေသွားကြတယ်။ထိုခိုက်တန်ကိုခွာနူးလက်လွတ်မခံသူ့အမြေကြီးပေါ်မှာကြောက်ခဲတလုံးကောက်ယူပြီးတော့ခေါင်းဆောင်လို့သူရဲ့လက်ကဝက်ကိုပြစ်ပေါက်လိုက်တယ်။ဓမြောင်လွတ်ကျသွားတယ်။ခွာနူးကဝုံဝုံတကောင်လိုပြေးဝင်သွားပြီးခေါင်းဆောင်ရဲ့ရှင်ဘက်ကိုပခုံးနဲ့ဝင်တိုက်လိုက်တယ်။ခေါင်းဆောင်လို့သူနောက်ကိုလွင့်ထွက်သွားတယ်။ကျန်လူများဒူးလေးနဲ့ပြည့်ရင်ပြင်းမိမဲ့ခွာနူးရဲ့လှရှားမှုကမျက်စံလွန်းလာတယ်။သူကအနည်းဆုံးလူရဲ့ဒူးလေးကိုလူယူပြီးတော့ထိုလူရဲ့ခြေထောက်ကိုရိုက်ချိုးလိုက်ပါတော့တယ်။ခဏချင်းပင်ကင်းသမား6ယောက်စလုံးမြေကြီးပေါ်မှာလဲကြကညှဉ်းညူနေပါတယ်။ခွာနူးကခေါင်းဆောင်လို့သူရဲ့လေပင်ကိုညှစ်ကတက်ပင်နဲ့ကတ်လိုက်တယ်။ပြောစမ်းဖမ်းခေါ်လာတဲ့ရွာသားတွေပြင်မလဲ။ဟမ်မင်းသိလို့လဲဘာလုပ်နိုင်မှာလဲ။ငါတို့ရဲ့ကြောက်စိမ့်တွင်းစခန်းကတန်ကြက်ကတကားကြီးနဲ့ပိတ်ထားတာရင်ကောင်းတော့ဝင်မရအောင်။ထိုလူကနာကျင်ရဲ့ကြားမှာလောင်ပြောင်လိုက်တယ်။မင်းတို့သွားရင်လည်းတေးကောင်းပဲဖြစ်မှာ။အတွင်းထဲမှာဘူတောက်ထုံးမွေးထားတဲ့တတော်ဝါကြီးတွေရှိတယ်။ခွာနူးမျက်မှောင်ကျုပ်လိုက်တယ်။အတင်းဝင်စီးရင်ရွာသားတွေနဲ့ဇလိုင်းအသက်အန္တရာယ်ရှိနိုင်တယ်။ရန်သူကအင်အားများတယ်လို့နေရာအနေထားရအတားစီးရနေတယ်။ခွာနူးကထိုလူရဲ့လေပင်ကိုလွှတ်ပေးလိုက်ပါတယ်။ပြီးတော့ဖိုးရှုပ်ဘက်ကိုလှည့်ကြည့်လိုက်တယ်။ဖိုးရှုပ်ငါတို့အစီအစဉ်ပြောင်းရမယ်။ဘယ်လိုပြောင်းမှလဲအကိုကြီး။သူပြောတယ်လို့ဆိုရင်ငါတို့အတင်းဝင်လို့မဖြစ်ဘူး။အတွင်းကအခြေအနေကိုငါတို့မသိရဘူးဒါကြောင့်ခွာနူးကသူ့ကြောပေါ်မှာကြောင်မဲဓမာကြီးကိုဖြုတ်ချလိုက်ပြီးဖိုးရှုပ်ရှိကိုပစ်ချလိုက်တယ်။ပြီးတော့လက်နှစ်ဖက်ကိုခေါင်းပေါ်မြှောက်လိုက်တယ်။ငါတို့အဖမ်းခံကြမယ်။ဗျာကိုကြီးယူသွားပြီလားအဖမ်းခံရင်သိမှာပေါ့ဖိုးရှုပ်မျက်လုံးပြူသွားတယ်မသိဘူးသူတို့ကလှုပ်အားပေးကိုလူလူနေတာငါတို့အတွင်းထဲရောက်မှချိန်နေကြည့်ပြီးလှုပ်ရှားမယ်ဒါမှစလိုင်းတို့ဘယ်နားမှာလဲဆိုတာသိရမှာခွာနူးကမြေကြီးပေါ်လဲနေတဲ့ကင်းကောင်းဆောင်ကြည့်ပြီးပြောလိုက်တယ်ထမင်းတို့ဖွဲ့ကိုဆက်သွယ်လိုက်ဒီမှာလှုပ်သားအစ်စ်2ယောက်ရပြီလို့တန်ကြီးတက်နေတဲ့တန်တကားကြီးပွင့်သွားတာနဲ့ခွာနူးနဲ့ဖိုးရှုပ်တို့2ယောက်အကြမ်းပတန်တွန်းထိုးခံရပြီးစခန်းဝင်းထဲကိုရောက်ရှိလာကြတယ်သူတို့2ဦးရဲ့လက်များကိုကျိုးများဖြင့်တင်းကျပ်စွာတုံနှောင်ထားတယ်။ဝင်စမ်းမြင်းဝင်အဆောင်တစ်ယောက်ကတနက်တင်နဲ့ခွာနူးရဲ့ကြောကုံထုလိုက်ပါတယ်။ခွာနူးကမာကြောတဲ့ကြောက်ဆောင်တစ်ခုလိုမတုံမလှုပ်ဒါပေမဲ့ဖိုးရှုပ်ကတော့အော်ရင်ခလုတ်တိုက်ကလေးကျသွားတယ်။ခွာနူးကဘေးဘီကိုကဲခတ်ကြည့်လိုက်တယ်။စခန်းဝင်းကြီးကအီယာမကျင်းနဲ့ကြီးတစ်ခုဘိုးပြုတ်ပြီးတော့တိဆောက်ထားခြင်းလည်းဖြစ်တယ်။ကျင်းနဲ့ကြီးထဲမှာအစိမ်းရအငွေ့သက်တွေထွက်ပေါ်နေပြီးတော့အဲဒီအငွေ့တွေကြောင့်နေအောင်ကြီးပဲမှုံဝါးဝါဖြစ်နေပါပြီ။နေရာတိုင်းမှာတန်ချေချင်းခတ်ထားတဲ့ရဲဘက်လှုပ်သားရှားပေါင်းများစွာတွေ့ရတယ်။သူတို့ကပိန်လီ6ကပ်နေပြီးမျက်လုံးများကအသက်မဲ့နေကြတယ်။တချို့မှာကြောက်တုံးကြီးများကိုထမ်းပိုးရင်လဲကျသွားတာကိုအဆောင်များကကြာပွက်နဲ့ရိုက်နှံနေကြတယ်။ဒါလူငရဲခမ်းပဲ။ဘိုးရှုပ်ကတုံတုံရင်နဲ့ရေရွတ်လိုက်တယ်။ဟေးအစ်စ်ရောက်လာတဲ့ကောင်းနေလား။ကုန်းမြင့်ပေါ်ရှိတက်သားစင်းကြံတစ်ခုပေါ်မှာအတန်အောကြီးတစ်ခုထွက်ပေါ်လာတယ်။ခွာနုမောကြည့်လိုက်တယ်။ဇေဝတ်ဆောင်အစိမ်းပုတ်ရောင်ကိုဝစ်ဆင်ထားပြီးခါမှာကြီးမားတဲ့ပစ္စတိုတစ်လက်ကိုချိတ်ဆွဲထားတဲ့လူတစ်ယောက်မျက်နှာမှာဘဲဘက်ပါးမှာနှကန်းထိရှည်လျားတဲ့ဓာတ်ခုံရအမာရွက်ကြီးတစ်ခုရှိနေပါတယ်။သူ့မျက်လုံးတွေကတားကောင်ကြီးတဲ့မွေးတစ်ကောင်လိုပဲအိပ်ဆက်လွန်းလာတယ်။ဒါနဂါးစိမ့်တက်ဖွဲ့ရဲ့ခေါင်းဆောင်ရက်စက်မှုမှာနမဲကျော်တဲ့ဘိုးတောက်ထွန်းမင်းဘိုးတောက်ထွန်းကဇင်းကြံပေါ်မှာဆင်းလာပြီးတော့ခွာနုရှင်မှာရက်လိုက်တယ်။သူကခွာနုရဲ့ရှင်အုပ်ကြီးနဲ့လက်မောင်းကျွတ်သားတွေကိုကင်ကြည့်တယ်။မစိုးဘူးတော်တော်တန်းနဲ့ကောင်းမယ်။ငါတို့မိုင်းတွင်းအတွက်အားကောင်းမောင်းတန်တကောင်ရတာပေါ့။ဘိုးတောက်ထွန်းကခွာနုရဲ့မျက်လုံးစိုက်ကြည့်တယ်။ခွာနုကမျက်လွှာမချဘဲနဲ့ပြန်လေစိုက်ကြည့်နေတယ်။ထိုကြည့်မှာရှော့မပေးတဲ့မီးတောင်များကိုဘိုးတောက်ထွန်းမြင်လိုက်ရတယ်။ဟွန်းမျက်လုံးကတော့မာကျော်သားပဲ။ဒါပေမဲ့ဒီတွင်းထဲရောက်ရင်မာတဲ့ကောင်တွေအရင်သိတာပဲကွာ။ဘ
ဘူတာထုံးကခွာနုရဲ့မေးစေကိုနှင်တန်နဲ့ပင့်လိုက်တယ်မင်းနာမည်ဘယ်လိုခေါ်လဲခွာနုကောင်းပြီခွာနုမင်းဒီမှာအသက်ရှင်ခြင်းရင်နာခံတက်ဖို့တင်ရမယ်ကွာဟဲ့ကောင်နေဒီကောင်တို့တက်ကွင်းနဲ့ခေါ်သွားအဆောက်များကခွာနုနဲ့ဖိုးရှုပ်ကိုဆွဲခေါ်သွားကြတယ်သူတို့ရောက်သွားတာကကျင်းကြီးရဲ့ဘေးမှာရှိတဲ့ရှုံးပွက်အိုင်ပြင်ကျဲကြီးတစ်ခုထိုနေရာမှာလူတရက်ကြော်ခန်းရှိတဲ့ကြောက်တုံးကြီးတွေပုံထားတယ်ဒီနေ့မင်းတို့အတွက်စမ်းတက်ပွဲပဲဟော့ကကြောက်တုံးကြီးကိုဟိုဘက်ကုန်းပေါ်ရှောင်တဲရမယ်မတဲနိုင်ရင်ဒီနေ့ညစာမရှိဘူးအဆောင်တစ်ယောက်ကပြောပြီးရီမောလိုက်ပါတယ်အဲ့ဒီကြောက်တုံးကြီးကလူ၄ယောက်လောက်ဝိုင်းမရွေးမဲ့အရွယ်စားမျိုးဖိုးရှုံမျက်လုံးပြူသွားတယ်ကိုကြီးကျွတ်တော့သွားပါပြီဗျာဒီလောက်အကြီးကြီးကိုဘယ်လိုလုပ်မနိုင်ပါလဲခွာနူကကြောက်တုံးကြီးနောက်ရှောက်သွားတယ်သူဟာတက်ပြင်းတစ်ချက်ချလိုက်တယ်သူဒီနေရာမှာစွမ်းအားတွေကိုထုတ်မပြချင်သေးဘူးဒါပေမဲ့အင်အားမပြရင်လည်းသူတို့ဒီညငတ်ပြီးအားပြတ်သွားလိမ့်မယ်ဇလိုင်းကိုရှာဖို့အင်အားလိုတယ်ဖဲဆန်းဖို့ရှုပ်ခွာနူကပြောပြီးတော့ကြောက်တုံးကြီးရဲ့အောက်ခြေကိုလက်နှစ်ဖက်ပြပစ်မှလိုက်တယ်ခွာနူရဲ့လေဘေးကြက်သားတွေထောင်တက်လာပြီးတော့ချက်ထောင်များကမြေကြီးထဲကိုနှိမ့်ဝင်သွားတယ်ကြောက်တုံးကြီးတဖြည်းဖြည်းကြွတက်လာတယ်ဘေးနာရှိတခြားရဲဘက်များအလုတ်ရက်ပြီးတော့ဝိုင်းကြည့်နေကြတယ်ခွာနူကကြောက်တုံးကြီးကိုပကုံးပေါ်ထမ်းတင်လိုက်ပြီးခြေလမ်းကျဲကြီးများဖြင့်ကုန်းပေါ်ရှောက်တက်သွားတယ်ကုန်းထိပ်ကိုရောက်တာနဲ့ကြောက်တုံးကိုပြစ်ချလိုက်ရာမြေကြီးပင်တုံခါသွားပါတယ်အဝေးမှာကြည့်နေတဲ့ဘူတောက်တုံးကလက်ခုပ်တီးကရှင်းမောလိုက်တယ်ကောင်းတယ်တော်တော်ကောင်းတယ်ကောင်းမယ်ဒီကောင်တေချာကြည့်ထားကြငါရဲ့စမ်းသက်ခန်းအတွက်မျိုးကောင်းတစ်ကောင်ရောက်လာပြီဘိုးတောက်တို့ရဲ့မျက်လုံးများအယောင်လက်သွားတယ်သူရှာနေတဲ့ကြောက်လူစမ်းသက်ချက်အတွက်ခန္ဓာရည်ရှိမဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေ့ပြီလို့သူယူဆလိုက်ခြင်းလည်းဖြစ်ပါတယ်သူတို့ကိုအမှတ်လေးအချုပ်ခံနဲ့ထည့်ထားလိုက်အဆောင်များကခွာနုနဲ့ဖိုးရှုပ်ကိုမြေအောက်လိုင်ကိုတကူတည်းရှိတန်တိုင်းကာထားတဲ့အခန်းထဲကိုတွန်းထည့်လိုက်တယ်အခန်းထဲမှာမှောင်မဲပြီးတော့စိုးစွတ်နေတယ်အပုပ်နဲ့တခုရနေတယ်အခန်းနောက်မှာညီးတန်တဲတဲကြားလိုက်ရတယ်ဘာတူလဲခွာနုမေးလိုက်တယ်အမောင်ထဲမှာလူရိပ်တစ်ခုထွက်ပေါ်လာပါတယ်မင်းမပြိုတူသူမရဲ့အဝတ်စားများစုပ်ပြဲပေးနေပေမဲ့မျက်နှာထားကတည်ငြိမ်ပြီးတော့ပညာတတ်တစ်ယောက်ရဲ့အငွေ့အသက်ရှိနေတယ်သူမလက်ထဲမှာစေးပလင်းကွဲလေးတစ်ခုကင်ထားတယ်ကျမနာမည်တက်ထားပါဒီစကမ်းမှာဖမ်းခံထားရတဲ့ဆရာဝန်တစ်ယောက်ပါသူမကခွာနုကိုမောကြည့်မေးလိုက်တယ်ရှင်ကဘာတူလဲကြားဖို့ရိုက်တံများနဲ့အတူမနက်ခင်းရဲ့တိတ်ဆိတ်မှုကပျက်စီးသွားတယ်ထကြစငပြင်းတွေနေပင်ထိုးနေပြီအဆောင်များရဲ့အော်ဟစ်တန်ကြောင့်မြေအောက်လိုင်ကိုချုပ်ခန်းများထဲမှာရဲပတ်များတယုံယုံနဲ့ထလာကြတယ်အခန်းနံပါတ်၄မှာလဲခွာနုဖိုးရှုံနဲ့တက်ထားတို့နိုးထလာကြတယ်ဖိုးရှုံကမျက်လုံးကိုပုတ်ရင်နဲ့ညီးတွားလိုက်တယ်ဟာဒုက္ခပါပဲဗျာတကူလုံးလေးကြိုက်ခဲနေရပဲမနေ့ကထမ်းလိုက်ရတဲ့ကြောက်တုံးတန်ထင်တယ်ခွာနုကဘာမှမပြောပဲမတက်ထားရလိုက်တယ်သူလက်ကောက်ဝင်းနဲ့ခြေထောက်များမှာတန်ချေချင်းများခတ်ထားပေမဲ့လေသူပုံစံကအကျဉ်းသားတစ်ယောက်နဲ့မတူဘဲနဲ့စစ်သူကြီးတစ်ယောက်လိုတင်းငိမ့်နေစေဒီနေ့တော့တတိထားနေကြငါတို့အချိန်လေးကိုစောင့်ကြည့်ရအောင်ပဲခွာနုကတူတူလေးတတိပေးလိုက်ပါတယ်သူတို့အားလုံးလုပ်ငန်းခွင်ကိုထွက်လာကြတယ်နေရာတိုင်းမှာစိမ့်ဖက်ဖက်ကြောင်းမုံငွေများပြန့်လွင့်နေပါတယ်လောက်ကခေါင်းဆောင်ဆောင်ကကြောက်တုံးကြီးတစ်ခုပေါ်မှာရက်ကအော်ပြောလိုက်တယ်ဒီနေ့အမှတ်3လှိုင်ကောင်ဖောက်ရမယ်ဘသူမှအပြစ်မထုံနဲ့ဒီနေ့လုံအားမပြည့်တဲ့ကောင်ညနေထမင်းမကြွဘူးရဲဘက်များခေါင်းငိုက်ဆိုင်ကြကကြောက်တူးစောပေါက်ပြားမြောက်ကင်ပြီးတော့အလုတ်ဆကြပါတယ်လေပူရှိန်ကပြင်းလာတယ်ရဲဘက်တွေအားလုံးမောပန်းနွမ်းနေကြတယ်ထမင်းစားချိန်ရောက်လာတဲ့အခါဝါကမောင်စောင်းထားတဲ့တန်းစီအကျဉ်းသားခေါင်းဆောင်တစ်ယောက်နဲ့သူ့တပည့်တွေရောက်လာကြတယ်ထိုတန်းစီရဲ့နာမည်မှာငမိုးလူကောင်ကဝဝွန်တကောင်လုံးကြီးမားပြီးတော့ခန္ဓာကိုယ်အနှံ့ဆေးမင်ကြောင်များထိုးထားတယ်သူကဘိုးတောက်ထုံးရဲ့လက်ပါစီဖြစ်ပြီးရဲဘက်ချင်းချင်းပြန်နှိပ်စက်နေသူလည်းဖြစ်တယ်ဟေ့ကောင်ဖိုးကြီးမင်းထမင်းပကံကပေးစမ်းငမိုးကအသက်ကြီးကြီးရဲဘက်တစ်ယောက်ရဲ့ထမင်းပကံကိုလူယူလိုက်တယ်ထိုပကံထဲမှာထမင်းကြမ်းခင်းနဲ့ပဲဟင်းကြီးကြဲကြဲတာပါတယ်ဒါကိုပဲငမိုးကမက်မောနေတယ်မလုပ်ပါနဲ့ဆရာမိုးရဲ့ကျွန်တော်မနှင်းညာကလေးကဘာမှမစားရသေးလို့ပါအဖိုးကတောင်းပန်တယ်ငမိုးကရှိလိုက်ပြီးတော့မစားရရင်တီးလိုက်ပေါ့ကွာမင်းမတီးရင်ငါမဝအောင်ငမိုးကအဖိုးအိုရဲ့ရံဘက်ကိုချက်ထောက်နဲ့ကန်လိုက်တယ်အဖိုးကလေးကျသွားပြီးထမင်းပကံလည်းမှောက်ကျသွားတယ်မြေကြီးပေါ်ကျသွားတဲ့ထမင်းမြောက်အဖိုးကကောက်စားရင်ပြင်းလိုက်ပါတယ်ငမိုးကထိုးထမင်းမြောက်ကိုချက်ထောက်နဲ့နင်းချလိုက်တယ်စားလေမြေကြီးနဲ့ရောစားလေဘေးနာရှိရဲဘက်များမကြည့်ရတော့လဲဘသူမှဝင်မပြောရကြအောင်ငမိုးကိုကြောက်ရတယ်ဖေစမ်းအတန်နဲ့ကြီးတစ်ခုထွက်ပေါ်လာတယ်လူအုပ်ကြီးကွဲသွားပြီးခွာနူးထွက်လာတယ်သူကငမိုးရဲ့ရှေ့တက်တဲ့မှာရက်လိုက်တယ်မင်းလွန်နေပြီငမိုးမျက်မှောင်ကျုပ်သွားတယ်ဒီစကမ်းမှာသူ့ကိုဒီလိုလေတံနဲ့ပြောရတဲ့သူမရှိခဲ့ဘူးပါဘူးဟေ့ကောင်မင်းအတိတ်ရောက်လာတဲ့ကောင်မလားမနေ့ကကြောက်တုံးကြီးမနိုင်တာနဲ့ပဲဆရာကြီးထင်နေရလား
ငမိုးကခွာနုရဲ့ရင်ဘတ်ကိုလက်ညှိုးနဲ့ထိုးတယ်ဒီစကမ်းမှာငါစီကမ်းမဲ့ရှိတယ်မင်းငါချက်တော့ကိုရအောင်လာလို့နေရလားခွာနုကငမိုးရဲ့လက်ညှိုးဖြတ်ကနေဖမ်းဆုပ်လိုက်တယ်ငမိုးអော်လိုက်တယ်ခွာနုရဲ့လက်ဆုပ်အားကတန်ညက်ကြီးလိုမာကြောလွန်နေကြောက်တုံးမနိုင်တာဟုတ်မဟုတ်မင်းစမ်းကြည့်ချင်လားခွာနုကငမိုးရဲ့လက်ညှိုးချိုးမယ်ပြုစဉ်ဟေးရက်လိုက်ကြစမ်းအဆောက်နဲ့ပြေးလာကြတယ်တနက်များဖြစ်ချိန်ထားတယ်ဘာဖြစ်တာလဲရုံးရင်းဆန်ခန့်နဲ့အစားကောင်းဆောင်ကမေးတယ်ငမိုးကသူ့လက်ကိုပြန်ဆွဲယူရင်းနဲ့ခွာနုကိုကြည့်ကအန်ကျိတ်လိုက်တယ်သူအဆောက်နဲ့ရှိမှအရှက်မကွဲချင်ဘူးဘာမှဖြစ်ပါဘူးဆရာဒီကောင်လေးကသွေးနဲ့တင်ရောက်နေလို့စုံမပေးမလို့ပါငမိုးကခွာနုကိုလက်ညှိုးထိုးကချိန်ချလိုက်တယ်ကောင်းပြီလေမင်းတတိရှိလာကြလားမနေ့ပြန်ကြရင်သွေးတောက်ကွင်းမှာပွဲရှိတယ်မင်းနဲ့ငါတယောက်ချင်းတွေ့ကြတာပေါ့ငမိုးကတတွေးတွေထွေးလိုက်ပြီးထွက်သွားတယ်ဖိုးရှုပ်နဲ့တက်တာခွာနုနာရောက်လာတယ်ကိုကြီးပြဿနာတော့တက်ပြီသွေးတောက်ကွင်းဆိုတာဘိုးတောက်ထွန်းအပြင်းပြေလုပ်တဲ့တက်ကွင်းပြအဲ့ဒီမှာဝင်ပြိုင်တဲ့သူတွေကအရှင်ပြန်ထွက်လို့မရှိဘူးဖိုးရှုပ်ကမျက်နှာပြက်နေတယ်တထားကတော့ခွာနုရဲ့လက်မောင်းကိုကိုင်ရင်းနဲ့စိုးရင်တကြီးပြောတယ်ငမိုးကရိုးရိုးလူမိုင်မဟုတ်ဘူးခွာနုသူကဘိုးတောက်ထွန်းပေးတဲ့အားစိတ်တွေတောက်ထားတာပြီးတော့သူကလက်နဲ့ကင်ပြီးတိုက်မှာရှင်ကလက်နဲ့မိတ်တိုက်ရမှာခွာနုကငမိုးထွက်သွားရလမ်းကိုကြည့်ရင်းနဲ့တင်းငိမ့်စွာနဲ့ပြုံးလိုက်တယ်လက်နဲ့မိတ်တာပြဿနာမဟုတ်ဘူးတတ်တာငါမှသူတို့မရှိတဲ့အရာတခုရှိတယ်ဘာလဲရင်မတရားတာကိုမခံချင်တဲ့စိတ်ပဲနေဝင်တရောချိန်ကြောက်စိမ့်တွင်းစကတ်ရဲ့အလဲရှိမြေကွက်လက်ကျဲကြီးမှာမိတုံများထိန်ထိန်ကြီးနေတယ်ထိုနေရာကပုံမှန်အားဖြင့်ကြောက်ပုံများထားရှိရာဖြစ်ပေမဲ့လည်းယနေ့ညမှာတော့လူသက်ပွဲကျင်းပမဲ့သွေးတောက်ကွင်းဖြစ်နေတယ်ကွင်းပတ်လည်မှာရဲဘက်ကျင်းသားရာပေါင်းများစွာကိုဝိုင်းထိုင်ခိုင်းထားတယ်ကုန်းမြင့်ပေါ်ရှိဇင်းကြံမှာတော့ဘိုးတောက်ထွန်းကဝိုင်းကွက်ကိုကိုင်ရင်းနဲ့နေရာယူထားပါတယ်ကဲငါရဲ့အလုပ်သမားတွေဒီနေ့ညတော့မင်းတို့အတွက်အပန်းဖြေစရာပွဲစီစဉ်ပေးထားတယ်အားရပါရအားပေးကြကွာဘိုးတောက်ထွန်းကလက်ကိုဝှေ့ရမ်းလိုက်တယ်ကွင်းရဲ့တစ်ဖက်မှာလူမိုက်ငမိုးထွက်လာတယ်သူကအပေါ်ပိုင်းဗလာကျင်းထားပြီးတော့လက်ထဲမှာတန်ချုံများတက်ဆင်ထားတဲ့တက်သားထုတ်ကြီးမောင်းလက်ဆောင်တစ်ခုကင်ထားတယ်သူ့မျက်နှာမှာအောင်းနိုင်သူအပြုံးပြုံးနေပါတယ်တခြားတစ်ဖက်မှာခွာနုထွက်လာတယ်သူလက်ထဲမှာတော့လက်နက်မဲ့ခြေထောက်မှာတန်ချေချင်းခတ်ထားစေတိုက်ပွဲအတွက်တန်ချိုးကိုတော့နည်းနည်းလျှော့ပေးထားတယ်ကိုကြီးတတိထားနော်ဟိုကောင်ကလက်နက်ပါတယ်ဖိုးရှုပ်ကလူအုပ်ကြားထဲမှာစိုးရိမ်တကြီးအော်ပြောတယ်တထားကတော့မျက်လုံးကိုတင်းတင်းမိတ်ကဆူတောင်းနေပါတယ်ဟဲ့ကောင်မင်းအခုတောင်းမှရင်ငါအသာလေးတက်ပေးမယ်မဟုတ်ရင်တော့မင်းကောင်းဒီတုံးနဲ့ရိုက်ခွဲပြီးအုံနောက်ထုတ်ပြမယ်ငမိုးကတန်တုပ်ကိုမြေကြီးနဲ့ရိုက်ကချင်းချောက်လိုက်ပါတယ်ခွာနုကဘာမှမပြောသူ့ခြေထောက်များခွာရက်လိုက်ပြီးအသည့်အနေအထားယူလိုက်ပါတယ်သူမျက်လုံးများကငမိုးရဲ့ခြေလမ်းကိုသာအာယုံစိုက်ထားတယ်သိစမ်းကွာငမိုးကပြေးဝင်လာပြီးတန်တုံးနဲ့ခွာနုရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်ခွာနုကခေါင်းကိုဘေးကိုတိမ့်လိုက်တယ်တန်တုပ်ကြီးကလေးကိုခွင်းပြီးတော့ခွာနုရဲ့ပခုံးနားမှာကက်လွဲသွားတယ်မြေကြီးကိုရိုက်မိပြီးဖုံများထသွားတယ်ငမိုးကဒုတိယချက်အနေနဲ့ဒုတ်ကိုဘေးတိုက်ရမ်းလိုက်ပြန်ပါတယ်ခွာနုကနောက်ကိုခုံဆုပ်လိုက်တယ်တန်ချီချင်းကလေးလံနေလို့ခွာနုရဲ့လှုပ်ရှားမှုတွေကနှီးကွေးနေပါတယ်ပြေးစမ်းကြွက်ကလေးငမိုးကအရှိန်ရလာတယ်သူကခွာနုကိုကွင်းထောက်ကိုမောင်းပို့လိုက်ပါတယ်ခွာနုနောက်မှာကြောက်တောင်နေရင်ပိတ်နေပြီမိပြီငမိုးကအားကုန်တုံပြီးတန်တုံးနဲ့ခွာနုရဲ့ရင်ဘတ်ကိုထိုးဆိုင်လိုက်ပါတယ်ပရိသတ်များအသက်ရှူအောင်သွားကြတယ်ထိုခိုက်တံမှာခွာနုရဲ့မျက်လုံးတွေအယောင်လက်သွားတယ်သူကဘေးကိုရှောင်မပြေးတော့ဘူးငမိုးထိုးလာတဲ့တန်တုပ်ကိုသူ့လက်ဝါးနှစ်ဖက်ဖြင့်ဖြောင်းကနေညှက်ဖမ်းလိုက်ပါတယ်ဘာငမိုးမျက်လုံးပြူသွားတယ်သူအားအကုန်သုံးထားတာဒုက္ခရှေ့ဆက်မတိုးတော့ဘူးခွာနုရဲ့လက်များကတန်ညက်ကြီးလိုမကြောလွန်းနေမင်းမှာခွန်အားရှိပေမဲ့ပညာမပေါငမိုးခွာနုကဒုတ်ကိုဆွဲကငမိုးရဲ့ဘိုက်ကိုခြေစုံပြက်ကန်လိုက်တယ်ငမိုးနောက်ကိုလွင့်ထွက်သွားပြီးဒုတ်ကခွာနုလက်ထဲကျန်ရင်ခဲ့ပါတယ်ခွာနုကဒုတ်ကိုကင်မတိုက်ပဲနဲ့ဘေးကိုလွှတ်ပြစ်လိုက်တယ်လာလက်နဲ့ချင်းတူမှတရားမျှတမယ်ငမိုးတော်သားထွက်ပြီးအယူတယောက်လိုအော်ဟစ်ကပြေးဝင်ပြန်ပါတယ်ဒီတစ်ခါတော့သူကခါကြမှာဝတ်ထားတဲ့ဓမြောင်ထုတ်လိုက်တယ်တေစမ်းတစ္ဆာမရှိတဲ့ကောင်ရဲဘက်တွေဝိုင်းអော်ကြတယ်ဘိုးတောက်တွန်းကတော့မတားပဲပြုံးမိကြည့်နေတယ်ငမိုးကဓာတ်နဲ့ထိုးတယ်ခွာနုကငမိုးရဲ့လက်ကဝက်ကိုဖမ်းချုပ်ပြီးတော့တထောင်စစ်ကိုပြန်လေရိုက်ချလိုက်တယ်ငမိုးရဲ့လက်မောင်းယိုကျိုးသွားတယ်ဓာတ်လွတ်ကျသွားတယ်ခွာနုကငမိုးရဲ့ခြေထောက်ကိုကန်ချလိုက်ရာငမိုးဒူးထောက်ကျသွားတယ်ခွာနုရဲ့လက်သေးကြီးကငမိုးရဲ့မျက်နှာနောက်ရောက်လာပြီးတော့ရက်တန်သွားတယ်ငမိုးကတုံတုံရင်နဲ့မျက်လုံးမိတ်ထားတယ်တီးပြီးလို့သူထင်လိုက်တယ်ဒါပေမဲ့လက်တီးရကြမလားငါကမင်းလိုလူသက်ကောင်မဟုတ်ဘူးခွာနုကပြောပြီးငမိုးတွန်းထုတ်လိုက်တယ်ငမိုးလဲကျသွားပြီးပြန်မထနိုင်တော့ဘူးကွင်းတစ်ခုလုံးတိတ်ဆိတ်နေရမှရဲဘက်များလက်ခုပ်တံများဟိမ့်ထွက်လာတယ်
လူတိုင်းကသူ့နာမည်ကိုအော်ခေါ်နေကြတယ်။သူဟာရဲဘက်များရဲ့သူရဲကောင်းဖြစ်လာပြီ။ကုန်းမြင့်ပေါ်မှာဘိုးတောက်ထုံးကဝိုင်ခွက်ကိုစပွဲပေါ်တင်လိုက်ပါတယ်။သူ့မျက်နှာမှာဒေါသမရှိကျေနပ်မှုသာရှိတယ်။တော်လိုက်တာတကယ်ကိုရှားပါတဲ့မျိုးစေ့ပဲ။ဒီကောင်ကတာမန်တွေထက်အစာပေါင်းများစွာခံနိုင်ရှိမယ်ကောင်ပဲ။ဘိုးတောက်ထုံးကဘေးနားရှိသိပ္ပံပညာရှင်လှည့်ပြောလိုက်တယ်။အသင့်ပြင်ဆင်ထားမကြခင်ဒီကောင်အနက်ပိုင်း deep zone လေးကိုပို့ပြီးတော့စမ်းသပ်မယ်။ထိုနေ့ညအချုပ်ခန်းခွာနုဖိုးရှုံနဲ့တက်ထားတို့ပင်မန်းစွာနဲ့ပြန်ရောက်လာကြတယ်။တခြားရဲဘက်များကခွာနုကိုလေးစားသမှုနဲ့နေရာဖယ်ပေးကြရေးတိုက်ကြတယ်။ကိုကြီးမိုက်တယ်ဗျာ။ဟိုကောင်ငမိုးတော့တေးရထွက်သွားတာပဲ။ဖိုးရှုပ်ကခွာနုရဲ့ပခုံးကိုနှိပ်ပေးရင်းနဲ့မြောက်ပင်နေတယ်။ခွာနုကတော့မျက်နှာမကောင်းဘူး။မင်းတို့ဘိုးတောက်ထုံးရဲ့အကြည့်ကိုတတိထားမိလား။ဘာဖြစ်လို့လဲခွာနုတက်ထားကမေးတယ်။သူငါ့ကိုကြည့်တဲ့အကြည့်ကလူတစ်ယောက်ကိုကြည့်တာမဟုတ်ဘူး။ရုံတကာကိုကြည့်တယ်လို့ပဲ။ငါစိတ်ထဲငါ့ကိုစမ်းတက်ဖို့သူဆုံးဖြတ်လိုက်ပြီထင်တယ်။ခွာနုကအမောင်ရိတ်ထဲမှာတောင်းတနေရာကိုလှမ်းကြည့်လိုက်တယ်။ထိုနေရာမှာမျက်နှာစိမ်းရဲဘက်တယောက်အိတ်ချောင်စောင်းနေတယ်။ထိုသူရဲ့နရွက်ကလှုပ်ရှားနေတယ်။ငါတို့မြင်မြန်ထွက်ပြေးမှရမယ်။ဒီညပဲစီစဉ်ဆွဲရအောင်။ခွာနုကဖိုးရှုပ်နဲ့တက်ထောင်အနားခေါ်လိုက်တယ်။ဒါပေမဲ့သူတို့မသိလိုက်တာကဒေါင်းနာကမျက်နှာစိမ်းရဲဘက်ကသူတို့ပြောသမျှနားဆင်နေပြီးလက်ထဲမှာလည်းတန်ကြုံလေးတစ်ချောင်းကိုတိတ်တဆိတ်သွေးနေဆိုတာပဲ။တကောင်ရံချင်းအမတ်လေးအချုပ်ခံထဲမှာတိတ်ဆိတ်ငြိမ်သက်နေပေမဲ့လည်းဒေါင်းတနေရာမှာခေါင်းချင်းဆိုင်ထားတဲ့လူ၃ယောက်ရဲ့အရှိန်များလှုပ်ရှားနေတယ်။ကိုကြီးတေးကြပါမလား။ဒီညအဆောက်နေနေများနေတယ်လို့ပဲ။ဖိုးရှုပ်ကအတန်တူတူနဲ့မေးတယ်။သူ့လက်ထဲမှာတန်ကြီးတက်နေတဲ့ဝါယာကျိုးတစ်ချောင်းကင်ထားတယ်။ဒါကအချုပ်ခန်းကိုဖွင့်မဲ့မာစတာကီးပဲ။ငါတို့စောင့်နေလို့မရတော့ဘူးဖိုးရှုပ်။ဘိုးတောက်ထုံးကငါ့ကိုမနှက်ပြန်စမ်းသက်တော့မယ်။ဒီညကနောက်ဆုံးအခွင့်အရေးပဲ။ခွာနုကအခန်းဝကိုကြောပေးကကွဲထားရင်ပြောလိုက်တယ်။ဒေါက်တာတက်ထားကစာရွက်ပိုင်းလို့ဖြန့်လိုက်တယ်။ကျမတို့မြေပုံရဆိုရင်မိဖို့ဆောင်အောက်ကရေစိုးမြောင်းကနေထွက်လို့ရတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်ဖို့ကင်းစကန်တစ်ခုဖြတ်ရမယ်။ကိစ္စမရှိဘူး။အဆောက်အဦငါတောင်းယူမယ်။မင်းတို့ကတကားဖွင့်ဖို့သာပြင်ထား။သူတို့အစီအစဉ်ဆွဲနေစဉ်အခန်းတောင်းမှာအိတ်နေတဲ့ရဲဘော်အတဲ့ငပြိုးကဟောက်တန်ပေးနေတော့လဲသူ့မျက်လုံးများကမတိမတာပွင့်ဟနေတယ်။သူ့လက်ကခါးကြားမှာကြောက်ခဲလေးတစ်လုံးကိုတိတ်တဆိတ်စုပ်ကန်ထားတယ်။ညတနာရီခွဲဖိုးရှုပ်ရဲ့ကျွမ်းကျင်တဲ့လက်ရာကြောင့်အချုပ်ကန်းတကားတော့ကလစ်ကနေပွင့်သွားတယ်။တန်တကားကအတန်မမီအောင်စီးထည့်ထားသလိုဖိုးရှုပ်ကထမင်းဟင်းကြံစီများဖြင့်တုတ်ထားခြင်းဖြစ်တယ်။ဖြင်းညင်းစွာပွင့်သွားတယ်။သွားကြမယ်။ခွာနုကရှေ့ဆုံးမှထွက်တယ်။သူတို့သုံးအရင်များချမ်းမှတိတ်တဆိတ်ထွက်ခွာသွားကြတယ်။သူတို့ထွက်သွားပြီးမကြခင်မှာပဲအဲကြောင်ဆောင်နေတဲ့ငပြိုးကထလိုက်ပြီးတော့အခန်းတကားတန်တန်ကိုကြောက်ခဲဖြင့်၃ချက်ခောက်လိုက်တယ်။စကန်းဝင်းအတွင်ပိုင်းခွာနုတို့ဖွဲ့ကကုံတူလောင်ယုံဘက်မှ꿰ပြီးတော့မိဘဆောင်ဘက်ကိုဥတီလာကြတယ်။ထူးဆန်းတာကလမ်းတစ်လျှောက်မှာအဆောင်ကင်းသမားတိတ်မတွေ့ရအောင်။ကိုကြီးလမ်းရှင်းလို့မနေဘူးလား။ဖိုးရှုပ်ကတန်တရားနဲ့မေးတယ်။ခွာနုကလေးကိုရှူရှိုက်လိုက်တယ်။တခုခုတော့မှားနေပြီ။ငါလူနဲ့မရဘူး။ဒါပေမဲ့တနက်စီနံတွေရနေတယ်။ခွာနုကခြေလမ်းရှက်လိုက်တယ်။တထားဖိုးရှုပ်နောက်ဆုတ်ကြ။ဒါပေမဲ့နောက်ကျသွားပြီ။ပတ်ဝန်းကျင်မှာမီးမောင်းကြီးတွေရုတ်တရက်လင်းထိန်လာတယ်။နေကင်းဘက်လိုလင်းထိန်သွားတဲ့အလင်းရောင်အောက်မှာခွာနုတို့မျက်လုံးမဖွင့်နိုင်ဖြစ်သွားကြတယ်။ကျူးစုပါတဲ့ကြွက်ကလေးတို့ရေအတန်ချဲဆက်မှာဘိုးတောက်ထုံးရဲ့အတန်ထွက်ပေါ်လာတယ်။ကုံတူလောင်ယုံခေါမိုးပေါ်မှာကွန်ကရစ်တုံးများနောက်ွယ်မှာစစ်သားတွေထွက်ပေါ်လာပြီးတနက်တွေနဲ့ဝိုင်းချိန်ထားကြတယ်။အနည်းဆုံးရောက်90ခန့်ရှိတယ်။ရှေ့တက်မှာဘိုးတောက်ထုံးလမ်းလျှောက်ထွက်လာတယ်။သူ့ဘေးမှာရဲဘက်အဝတ်စားနဲ့လူတစ်ယောက်ပါလာတယ်။ထိုလူကခွာနုတို့ကိုကြည့်ပြီးတော့ခက်မမဲ့ပြုံးတယ်။ငပြို့ဖိုးရှုပ်အာမေရိတန်ထွက်သွားတယ်။မင်းငါတို့သက်စာဖောက်တာလား။ငပြို့ကပခုံးတွတ်ပြတယ်။ sorry ပါကွာ။ဘိုးတောက်ထုံးကသတင်းပေးရင်စက်သားဟင်းကျွေးမယ်တဲ့။ငါကစက်သားဟင်းမစားရတာ3နှစ်ရှိပြီလေ။ထမင်းတစ်နက်အတွက်သူတစ်ပါးအသက်ကိုရောင်းစားရတဲ့လူအန်တာပါလား။ခွာနုရဲ့မျက်လုံးများဒေါသကြောင့်နှီးရဲလာတယ်။ငပြို့မင်းလှုပ်ရက်တယ်ကွာ။ဟဲ့ကောင်ခွာနုမင်းလက်မြောက်လိုက်တော့မင်းညင်းဆိုင်ရင်မင်းပေးရကောက်မှလို့အရင်ပြစ်တက်ရလိမ့်မယ်။ဘိုးတောက်ထုံးကလက်ညှိုးထိုးအမိန့်ပေးလိုက်တယ်။စစ်သားများကတနက်ပြောင်းမြောင်တထားစီကိုလှည့်လိုက်ကြတယ်။ခွာနုလက်တီကိုကြက်ကြက်ပအောင်ဆုပ်လိုက်တယ်။သူတယောက်တည်းဆိုရင်တော့ဖောက်ထွက်နိုင်ကောင်းဖောက်ထွက်နိုင်တယ်။ဒါပေမဲ့တက်ထားနဲ့ဖိုးရှုပ်ပါနေတယ်။သူစွန့်စားလို့မရဘူး။ခွာနုကတက်ပြင်းချလိုက်ပြီးထူးထောက်ချလိုက်တယ်။သူတို့ကိုမထိနဲ့ငါအဖမ်းခံမယ်။လိမ့်ပါတယ်။ဒါပေမဲ့ဒီတကားတော့အတူတူထားလို့မဖြစ်တော့ဘူး။ဘိုးတောက်ထုံးကမျက်နှာထားတင်းမာသွားတယ်။ကောင်မလေးကိုတက်ခွဲခန်းပို့လိုက်။သူစိတ်ပညာငါတို့အတွက်သုံးဝင်လောက်တယ်။ဟိုပိန်ညောင်းညောင်းကောင်ဖိုးရှုပ်ကိုတော့ရေစိုးမြောင်းနဲ့ပြစ်ချထားလိုက်
အဲ့ဒီမှာကြွက်စာဖြစ်ပါစေခွာနုကိုတော့ဘူတော်ထုံးကခွာနုရဲ့မိစေကိုတက်နဲ့ပြောင်းနဲ့ပင့်မလိုက်တယ်မင်းကိုငါရဲ့အကောင်ဆုံးလက်ရဖြစ်လာဖို့အနက်ပိုင်းဒီပစုံကိုအခုချက်ချင်းပို့မယ်အဆောင်များကခွာနုကိုတန်ကြိုးများဖြင့်ရက်ပတ်ချုံနှောင်လိုက်ကြတယ်တထားနဲ့ဖိုးရှုပ်ကိုတရွတ်တိုက်ဆွဲခေါ်သွားကြတယ်ခွာနုမသိစေနဲ့နော်တထားရဲ့အော်တန်လေးထဲမှာပျောက်ကွယ်သွားတယ်ခွာနုကဘိုးတောက်ထုံးကိုစူးစိုက်ကြည့်လိုက်တယ်မင်းမသားပြီဘိုးတောက်ထုံးမင်းငါ့ကိုတက်ပစ်ခဲ့တဲ့နာငါအသက်ရှင်နေသေးရင်မင်းအတွက်ငရဲပဲဗစက်ပိတ်ထားစမ်းခေါ်သွားအဆောင်များကခွာနုကိုထရက်ကားတစ်စီးပေါ်တင်လိုက်တယ်ထိုကားကစခန်းရဲ့အနောက်ဘက်ရှိလက်ဆိုင်နဲ့လှိုင်ကူပေါက်ကြီးစီကိုဥတီမောင်းနေသွားတယ်ရေဘုံအိုင်တွေကိုလူတယောက်ပြုတ်ကျလာတယ်ဖိုးရှုပ်သူကရေမွန်းပြီးအော်ဟစ်ကကုန်းထားလိုက်တယ်တကူလုံးလေးရေဘုံနဲ့များဖြင့်နှမ်းစော်နေတယ်တီးပါပြီဗျာဘိုးတောက်ထုံးရုပ်မှလိုက်တာငါလိုလူချောလေးကိုတီးလို့နေအောင်ပို့ရတယ်ဖိုးရှုပ်ကညီးတွိုင်းနဲ့ဘေးဘီကိုကြည့်လိုက်ပါတယ်အမောင်တူထဲမှာရေစည်းတံများနဲ့အတူကြွတ်ဆုပ်တံများကိုကြားနေရတယ်ဒါပေမဲ့ကြွတ်တံနဲ့မတူတဲ့အသက်ရှူတံပြင်းပြင်းများကိုပါကြားလိုက်ရလို့ဖိုးရှုပ်ကြောချမ်းသွားတယ်ဒါတက်ထားပြောတဲ့မအောင်မြင်တဲ့စမ်းသက်လူသားတွေများလားဖိုးရှုပ်ကနေရန်ကိုကပ်ပြီးတော့တုံတုံရင်ရင်ရှောက်လန်းလိုက်တယ်သူ့လက်ကအိတ်ကက်ထဲမှာတစုံတစ်ခုစမ်းမိတယ်ရေဆူနေတဲ့မြေပုံချမ်းနေပါဦးကိုကြီးခွာနုပြောတော့ကဒီရေစိုးမြောင်းကမီးစက်ခန်းအောက်ကိုဖြတ်သွားတာဆိုဖိုးရှုပ်မျက်လုံးအယောင်လက်သွားတယ်သူရောက်နေတဲ့နေရာကငရဲခန်းဆိုပေမဲ့တစ်ဖက်ကကြည့်ရင်သူသွားတဲ့နေရာပြက်မှတ်စီကိုရောက်ဖို့ဖြက်လန်းတစ်ခုဖြစ်နေတယ်ကောင်းပြီကိုကြီးခွာနုမရှိတော့ငါအစွမ်းပြမယ်ချိန်မဲဖိုးရှုပ်ကအားတင်းပြီးရေစိုးမြောင်းလှိုင်ကောင်းအတိုင်းကုန်းကွာနဲ့ရှောက်သွားတယ်ကျိုးစိုးပါရဲ့ဒေါက်တာတက်ထားခမရဲ့စေးပညာမှတ်တမ်းတွေကိုကျွန်တော်ဖတ်ဖူးတယ်တကွဲကန်းထဲမှာမျက်မှန်ထူထူနဲ့သိပ္ပံပညာရှင်ဦးလိုင်ကတက်ထားကိုကျိုးဆိုတယ်တက်ထားကိုကလတ်ထိုင်မှာကျိုးတုပ်ထားတယ်ဘေးပတ်လည်မှာဖန်ပလင်းတွေစမ်းသက်ခံလူနာများရဲ့ခနာကိုအစိတ်ပိုင်းများကိုစီးရင်စိန်ထားတာတွေ့ရတယ်ရှင်တို့လောက်ရက်ကလူမဆန်မှုဦးလိုင်ဆရာဝန်ကျင့်ဝတ်နဲ့မညီဘူးတက်ထားကဒေါသတကြီးတုတ်ပြန်တယ်ကျင့်ဝတ်ကျွန်တော်တို့ဖန်တီးနေရတာမန်လူတွေထက်တန်မာတဲ့စူပါလူသားတွေဗျခမည်းကိုညီမဲဆိုရင်ကျွန်တော်တို့အောင်မြင်ဖို့နှီးဆက်ပြီဦးလိုင်ကတက်ထားရဲ့ကြိုးကိုဖြည့်ပေးလိုက်တယ်ကဲဟော်ရီကကြောက်စိမ်းရည်ကိုဓာတ်ပြုတ်အောင်ဘယ်လိုလုပ်ရမလဲပြစမ်းပါတက်ထားကလက်ကဝက်ကိုပုတ်တက်ရင်းနဲ့စပွဲပေါ်ရှိစေးပလင်းမြောက်ကြည့်လိုက်ပါတယ်သူမရဲ့အုံနောက်ကလင်းမြန်စွာအလှုပ်လှုပ်နေတယ်သူမရဲ့ရှေ့တက်မှာဆာလဖျူရစ်အက်ဆစ်ပလင်းကြီးရှိနေတယ်ကောင်းပြီလေကျမကိုညီမယ်တက်ထားကအက်ဆစ်ပလင်းကိုလှမ်းယူလိုက်တယ်ဦးလိုင်ကပြုံးမိကြည့်နေတယ်တက်ထားကပလင်းဖုံကိုဖွင့်ပြီးရုတ်တရက်လှည့်ကဦးလိုင်ရဲ့မျက်နှာတက်ကိုပတ်လိုက်တယ်အာမျက်လုံးငါမျက်လုံးဦးလိုင်မျက်နှာအုပ်ပြီးလဲကျသွားတယ်တက်ထားကစပွဲပေါ်မှာခွဲစိတ်ထားတဲ့ချောင်းကိုဆွဲယူပြီးအခန်းဝကိုပြေးထွက်သွားတယ်အဆောင်တစ်ယောက်ဝင်လာတယ်တက်ထားအဆောင်ရဲ့ပေါင်ကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပြီးတကားကိုတွန်းဖွင့်ကပြေးထွက်သွားပါတယ်ဖိုးရှုပ်တစ်ယောက်ရေစူးမြောင်းလူစင်းပေါက်ကိုခေါင်းနဲ့တိုက်ဖွင့်ပြီးတက်လာခဲ့တယ်သူရောက်နေရကစခန်းရဲ့အနောက်ဘက်ခြမ်းမီးစက်များလဲပတ်နေတဲ့နေရာဖြစ်တယ်လေကောင်းလေတန်လေးရတော့မယ်ဖိုးရှုပ်အသက်ဝဝရှူလိုက်စဉ်အရေးတစ်ခုကသူ့အနောက်ရောက်လာတယ်ဘာတူလဲဖိုးရှုပ်လန့်ပြီးတော့ကြောက်ခဲကောက်ကန်လိုက်တယ်ငါပါဖိုးရှုပ်ဒေါက်တာတက်ထားသူမရဲ့အင်ဂျီမှာသွေးဆက်တချို့ပိတ်ကြံပြီးမောဟိုင်နေတယ်ဟာဆင်မလွတ်လာလားကန်ကောင်းတာပဲဗျာကျုပ်လည်းတယောက်တည်းမူကြောက်နေတာစကားမများနဲ့ဖိုးရှုပ်ဟိုမှကြည့်တက်ထားကလက်ညှိုးထိုးပြတယ်အေယာမဒီဇယ်မီးစက်ကြီး၃လုံးကလဲပတ်နေတယ်ထိုမီးစက်ကြီးများကစကန်းတစ်ခုလုံးရဲ့မီးအလင်းရောင်နဲ့လုံခြုံရေးစနစ်များထောက်ပံ့ပေးထားတယ်ဒါပေမဲ့အဆောင်လေးယောက်ကစက်တနက်များဖြင့်စောင့်ကြပ်နေကြတယ်ကျတို့ဘယ်လိုလုပ်မလဲဝင်သွားရင်ပြက်ခံရမှာနော်ဖိုးရှုပ်ကခေါင်းကုတ်တယ်တက်ထားကမီးစက်ကြီးများနဲ့ဆက်သွယ်ထားတဲ့ပိုက်လုံးကြီးများကိုကြည့်လိုက်ပါတယ်ဖိုးရှုပ်ဟိုပိုက်လုံးတွေတွေ့လားအဲ့ဒါရေနွေးငွေပိုက်လိုင်းတွေပဲအဲ့ဒီဘားကိုဖွင့်လိုက်ရင်ရေနွေးငွေတွေပန်းထွက်လာလိမ့်မယ်โอเคဆင်မကျုပ်သဘောပေါက်ပဲဖိုးရှုပ်ကမြေကြီးပေါ်မှာဝက်လျက်သားနဲ့ပိုက်လိုင်းများရှိရာကိုတွားသွားတယ်သူကသိငယ်သူပေပေပိုက်လုံးများကြားမှာရှိုးဝင်သွားတယ်အဆောင်များကပြင်ဘက်ကိုသာကြည့်နေကြတယ်ဖိုးရှုပ်ကအဓိကဘားကြီးချင်းအောင်ရောက်သွားတယ်သူကအားကုန်သုံးပြီးဘားကိုလှည့်ပါတယ်တန်ကြီးတက်နေလို့ကြက်နေတယ်မြန်မြန်လောက်ပါဖိုးရှုပ်ရဲ့တထားကအဝေးကနေရင်တမမနဲ့ကြည့်နေတယ်ဟိတ်ကောင်ဟိုမှာဘာတူလဲအဆောင်တယောက်ကဖိုးရှုပ်ကိုမြင်သွားတယ်တေးပြီဟိတ်ဖိုးရှုပ်ကမျက်စိစုံမိတ်ပြီးတော့ဘားကိုခြေထောက်နဲ့ကန်ချလိုက်တယ်ပိုက်လိုင်းပွင့်ထွက်သွားပြီးတော့ပူလောင်တဲ့ရင်နှွေးငွေတွေအရှိန်ပြင်းစွာပန်းထွက်လာတယ်အဆောင်တွေရင်နှွေးငွေထိပြီးတော့အော်ဟစ်ကထွက်ပြေးကြတယ်နေရာတစ်ခုလုံးလဲရင်နှွေးငွေများဖြင့်ဖုံးလွှမ်းသွားတယ်လှုပ်တော့တထဖိုးရှုပ်អော်လိုက်ပါတယ်တထကပြေးဝင်လာပြီးမီးစက်ကြီးရဲ့ထိန်းချုပ်ခလုတ်ခုံရှိရာကိုသွားတယ်သူမကအဓိကမိခလုတ်ကြီးဆွဲချလိုက်တယ်
မီးစက်တံများတဖြည်းဖြည်းနဲ့တိတ်ဆိတ်သွားပါတယ်။အဲဒီနောက်တခဏချင်းမှာပဲစကန်တစ်ခုလုံးရှိမီးလုံးတွေစလိုက်မီးရောင်တွေလုံခြုံရေးကင်မရာတွေအားလုံးငြိမ်းသွားပြီးတော့အမောင်ထုတိတ်သွားတယ်။အောင်မြင့်မေဖူးရှုပ်နဲ့တတ်ထားတို့အမောင်ထဲမှာလက်ဝါးချင်းရိုက်လိုက်ကြတယ်။စစ်တပ်များနဲ့အတူအစိမ်းရောင်အရှိများပွက်ပွက်ဆူနေတဲ့ဖန်ပြုံကြီးများကကြောက်မက်ပွဲကောင်းလာတယ်။အခန်းလေရှိတန်ကတင်ကြီးပေါ်မှာခွာနုကိုတန်ကြိုးများဖြင့်တင်းကျပ်စွာချီနှောင်ထားတယ်။ကြည်စမ်းဘလောက်လှပတဲ့ခန္ဓာကိုယ်လဲဘိုးတောက်တုံးကခွာနုရဲ့တန်မာတဲ့ကြော့သားများကိုကြည့်ပြီးသဘောကျနေတယ်။သူ့ဘေးမှာတိတ်ပင်ပညာရှင်2ယောက်ကစေးတုအပ်ကြီးများပြင်ဆင်နေကြတယ်။အခန်းရဲ့တစ်ဖက်တောက်ရှိဖန်ပေါင်းကြောင်ထဲမှာကြောင်မဲဓမာကြီးကိုတင်ဆဲထားတယ်။ခမကျုပ်ကိုတက်ချင်အခုတက်လိုက်ဘိုးတောက်ထုံးမဟုတ်ရင်ခမနောင်တရလိုက်မယ်။ခွာနုကအန်ကျက်ရင်ပြောတယ်။ဘိုးတောက်ထုံးကရှီမောလိုက်ပါတယ်။မပူပါနဲ့မင်းကငါချက်ချင်းမတက်ပါဘူး။ဘိုးတောက်ထုံးကပညာရှင်များကိုခေါင်းကြီးပြလိုက်တယ်။စလိုက်ကြပညာရှင်တယောက်ကကြောက်စိမ့်အရှိများပြည့်နေတဲ့စေးတုအပ်ကြီးကိုကင်ကခွာနုရဲ့လေပင်ကျောစီကိုတိုးကပ်လာတယ်။အဖျားကအရေးပြားကိုထိလို့ထိခင်အချိန်ရုတ်တရက်အခန်းထဲရှိမီးလုံးတွေစက်တံတွေအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတယ်။တကွဲကတစ်ခုလုံးအမောင်အတိကျသွားတယ်။ဘာဖြစ်တာလဲမီးတွေပြက်ကုန်ပြီ။ပညာရှင်တွေလမ်းဖြန့်ပြီးအော်ဟစ်ကြတယ်။ငင်းငင်းနေစမ်းအရေးပေါ်မီးလာလိမ့်မယ်။ဘိုးတောက်တုံးကအော်ဟစ်အမိန့်ပေးလိုက်တယ်။အမောင်ထဲမှာခွာနုကပြောလိုက်တယ်။သူသိလိုက်ပြီ။ဒါဖိုးရှုံနဲ့တက်ထားတို့ရဲ့လက်ရပဲ။သူတို့အောင်မြင်ခဲ့ပြီ။ဒါငါအလှဲ့ပဲ။ခွာနုကအသက်ကိုဝအောင်ရှုလိုက်ပြီးတော့သူခဏကိုကြွက်သားတွေကိုရုတ်တရက်ဖောင်းကြွလောင်အားဆိုင်လိုက်ပါတယ်။တန်ကရင်ဘောင်ကိုချီထားတဲ့တန်ကြိုးများတင်းလာတယ်။တန်ကရင်ဘောင်ကခွာနုရဲ့ခွန်အားကိုမခံနိုင်မဲနဲ့ကျိုးပဲ့သွားတယ်။ခွာနုရဲ့လက်တစ်ဖက်လွတ်သွားပြီးတော့ဟိတ်ကောင်နေသူ့ကြည့်စမ်းသူ့လှုပ်နေတယ်။အဆောင်တယောက်ကဓမီထိုးလိုက်တဲ့အချိန်မှာတန်ကရင်ပေါ်မှမတက်ထရက်ကခွာနုကိုတွေးလိုက်ရတယ်။ခွာနုရဲ့မျက်လုံးတွေကဓမီရောင်အောင်မှာကြားရိုက်တကောင်လိုတောက်ပါနေတယ်။နောက်ကျသွားပြီ။ခွာနုကလွတ်နေတဲ့လက်တစ်ဖက်ဖြင့်သူ့လက်ကောက်ဝဲရှိတန်ကြိုးကိုလွှဲရိုက်ချလိုက်ပါတယ်။စေးထိုးရကင်ထားတဲ့ပညာရှင်လည်းလွှဲဆန်သွားတယ်။ခွာနုကကြံနေသေးတဲ့ခြေထောက်တန်ကြိုးတွေကိုအားကုန်သုံးပြီးတော့ဆွဲဖြုတ်လိုက်ပါတယ်။တန်ခွင်းဆက်တွေပြတ်တောက်သွားတယ်။လွတ်လပ်သွားတဲ့ကြားရိုင်းပြစ်ကြစမ်းဘိုးတောက်တုံးအော်ဟစ်ပြီးပစ္စတိုနဲ့ပစ်ခတ်တယ်။ဒါပေမဲ့အမောင်တို့ကခွာနုရဲ့မိတ်ဆွေဖြစ်နေပါတယ်။ခွာနုကတက်ခွဲကစပွဲကုံတွေကိုအကာအကွယ်ယူပြီးတော့လင်မြန်စွာရွေ့ရှာသွားတယ်။အာကေပါဦးအမောင်ထဲမှာအဆောင်တယောက်ရဲ့အော်တန်ကြားလိုက်ရပြီးတော့ငြိမ်ကျသွားပါတယ်။နောက်တစ်ယောက်ခွာနုကတောလိုက်မို့ဆိုပြီးအတမပေးပဲရန်သူကိုတယောက်ချင်းချောင်းမြောင်းရှင်းလင်းနေပါတယ်။ဘိုးတောက်တော့ကြောက်စိတ်ဝင်လာတယ်။သူကဓမီကိုဟိုထိုးတီထိုးလုပ်နေတယ်။ထွက်ခေစမ်းခွာနုယောက်ျားလိုမျက်နှာချင်းဆိုင်စမ်းဘိုးတောက်တော့ရဲ့ဘေးနားမှာဖန်ပေါင်းချောင်ကွဲသွားပါတယ်။ခွာနုကဖန်ခွဲစာများကြားမှာသူ့လက်နဲ့ကြောင်မဲဓမာကြီးကိုဆွဲထုတ်လိုက်တယ်။ဓမာကြီးကိုကန်လိုက်တာနဲ့ခွာနုရဲ့ပုံစံကပုံမခန်းသားထဲဝါသွားပါတယ်။သူကဓားကိုမြေကြီးပေါ်ထောက်ကဘိုးတောက်တုံးကိုလှမ်းကြည့်လိုက်တယ်။မျက်နှာချင်းဆိုင်ခြင်းနဲ့ဟုတ်လားလာလေခွာနုကဓားကိုရွှဲပြီးတော့တိုးကပ်လာတယ်။ဘိုးတောက်တုံးကကြီးကုံတဲ့အထိပြစ်တော်လဲခွာနုကတပြားနဲ့ကကွဲကရှေ့ဆက်တိုးလာပါတယ်။အချိန်နေမဟန်တော့ဘူး။ဘိုးတောက်တုံးကနောက်ဆုံးရင်းနဲ့နရန်ရှိလျှို့ဝှက်တကားခက်လွတ်ကိုနှိပ်လိုက်ပါတယ်။မင်းကမနိုင်မအောင်ခွာနုရမင်းနဲ့ထိုက်တန်တဲ့ပြန်ဘက်ကိုငါလွတ်ပေးလိုက်မယ်။လျှို့ဝှက်တကားပွင့်သွားပြီးတော့ဘိုးတောက်တုံးဝင်ပြေးသွားပါတယ်။တကားပြန်မပိတ်ခင်ခွာနုလိုက်ဝင်ရန်ပြင်စဉ်တကားပေါဝါမှာတန်ကြိုးများတက်ဆင်ထားတဲ့တရဝါစန်းတကောင်ခုန်ထွက်လာတယ်။အဲဒီတရဝါကလူမဟုတ်တော့ဘူး။အရက်စေဘေခန်းရှိပြီးခန္ဓာကိုယ်တစ်ခုလုံးကကြောက်စိမ့်ရောင်အကြေးကုန်များနဲ့ဖုံးအုပ်နေပါတယ်။လက်သေးများကဓားသွားလို့ရှေးလျားနေတယ်။ခွာနုခြေလမ်းရက်တန်သွားတယ်။ထိုတရဝါရဲ့လေပင်မှာစလုံးပါတဲ့တောဝက်ဆွဲကြိုးလေးတစ်ခုချိတ်ဆွဲထားတယ်။စလိုက်ခွာနုရဲ့နှုတ်မှာတူတူလေးရေရွတ်လိုက်တယ်။သူ့တငယ်ချင်းစလိုက်ဘလူးအဖြစ်လုံးလုံးလဲလျားပြောင်းလဲသွားခဲ့ပြီ။ဘလူးတရံပြောင်းသွားတဲ့စလိုက်ရဲ့အော်တန်ကမီးအောက်ခမ်းမတစ်ခုလုံးပဲ့တင်ထက်သွားတယ်။သူ့ပါးစပ်မှာအစိမ်းရောင်အငွေများမောက်ထုတ်နေပြီးတော့မျက်လုံးများကတီတရားကဲမင်းစွာနဲ့ခွာနုကိုစိုက်ကြည့်နေတယ်။စလိုက်ငါလေးမင်းတငယ်ချင်းခွာနုကဓားကိုဘေးကိုချကလက်နှစ်ဖက်ကိုမြောက်ပြရင်တိုးကပ်သွားပါတယ်။တတိထားစမ်းတငယ်ချင်းမင်းကိုသူတို့စိတ်ခတ်ထားတာဒါပေမဲ့စလိုင်းကနားမလဲဘူးသူကတားကောင်တကောင်မြင်လိုက်ရတယ်လို့ခေါ်အောင်လိုက်ပါတယ်ခွာနုကဘေးကိုလှည့်ရှောင်လိုက်ပါတယ်စလိုင်းရဲ့လက်သေးကြီးကခွာနုရက်နေခဲ့တဲ့နေရာရှိကွန်ကရစ်တိုင်ကိုထိုးမိပြီးအကွဲသွားတယ်အားပါလိုက်တဲ့လက်သေးတကယ်လို့သာခွာနုကိုထိခဲ့ရင်ဥရိကလေးစားတွေထွက်ကုန်နိုင်တယ်စလိုင်းရက်စမ်းစလိုင်းကခွာနုကိုနောက်တစ်ကြိမ်လိုက်တိုက်တယ်လက်သေးများဖြစ်ကုတ်ဖဲတယ်ခွာနုကကြောင်မဲဓားပြားကြီးကိုဒိုင်းတပွဲကကွယ်လိုက်ရတယ်လက်သေးနဲ့ဓားထိမိတဲ့အတန်ကနားကားလက်အောင်ကျဲလောင်လွန်းလာတယ်ခွာနုနောက်ကိုခြေလန်း9လမ်းခန့်ဆုပ်သွားရတယ်စလိုင်းရဲ့ခွန်အားကကြောက်စိမ့်စေးရည်ကြောင့်ပုံမှန်ထက်3ဆလောက်ပိုတန်းမာနေတယ်ငါမင်းကိုမတိုက်ကြဘူးကွာ
ခွာနုအော်ဟစ်လိုက်ပေမဲ့စလိုင်းကရက်မပေးဘူးအဆက်မပြတ်တိုက်ခိုက်နေတယ်ခွာနုရဲ့ကိုယ်ပေါ်မှာအစိမ်းရပေါ်ရများစတဲ့များပြလာတယ်ထို့စဉ်ခွာနုရဲ့မျက်လုံးကစလိုင်းရဲ့လေဘက်မှာအဆွဲကြိုးလို့သွားတွေ့ရဲ့ငယ်စဉ်ကသူတို့နှစ်ယောက်တော့ဝက်ပြစ်ထွက်ရင်းနဲ့ရခဲ့တဲ့အမှတ်တရမင်းအဲ့ဒီဆွဲကြိုးတိမ့်ထားသေးရပဲခွာနုစိတ်လွတ်သွားပြီးငေးကြည့်မိတဲ့တခဏစလိုင်းရဲ့ချိတ်ကန်ချက်ကခွာနုရဲ့ရင်ဘတ်တက်ဝင်သွားတယ်ခွာနုလင်းစင်သားပြီးတော့နရန်ရှိဖန်ပြီးတို့များနေဝင်တိုင်းမိတယ်မှန်ကွဲစာများခန္ဓာကိုယ်ထဲကိုစိုက်ဝင်သွားပါတယ်ခွာနုပါးစပ်မှာသွေးတွေအန်းထွက်လာတယ်သူပြန်ထရင်ကြိုးစားတော့လေရင်ဘတ်တစ်ခုလုံးအောက်တန်နေတယ်စလိုင်းကခွာနုရှိရာကိုဖြည်းဖြည်းချင်းလျှောက်လာတယ်သူကခွာနုရဲ့လေပင်ကိုလက်တစ်ဖက်ထိနဲ့ညှက်ကမမြောက်လိုက်ပါတယ်ခွာနုခြေထောက်တွေလေထဲမှာရက်ကန်ဖြစ်နေတယ်သူစလိုင်းရဲ့မျက်နှာကိုအနီးကပ်မြင်လိုက်ရပါတယ်ထိုမျက်နှာကတစ်ချိန်ကသူတငယ်ချင်းရဲ့မျက်နှာဖြစ်ပေမဲ့လည်းယခုကလူသက်ကောင်ရဲ့မျက်နှာသာဖြစ်နေတော့တယ်ခွာနုရဲ့လက်ထဲမှာကြောင်မဲသားရှိနေသေးတယ်သူဟာဓာတ်ကိုဝှေ့ပြီးတော့စလိုင်းရဲ့လက်မကိုခုတ်လိုက်တဲ့အခါလွတ်မြောက်နိုင်တယ်ဒါပေမဲ့သူမလုံနိုင်အောင်တငယ်ချင်းလက်ကိုမဖြတ်လို့ခွာနုလှုပ်လေးပြန်ချလေခွာနုရဲ့စိတ်ထဲမှာအော်ဟစ်နေပေမဲ့လည်းလက်ကမပါလာဘူးမျက်ရည်တစ်စက်သာပါပြင်မော့စီးကြလာတယ်ကိုကြီးဟိုမှာပိုက်လုံးကြီးကိုရိုက်ခွဲလိုက်ရုတ်တရက်အပေါ်လေဝင်ပေါက်ထဲမှာဖိုးရှုပ်ရဲ့အတန်ထွက်ပေါ်လာတယ်ဖိုးရှုပ်နဲ့တထားတို့ရေစိုးမြောင်းမှတဆင့်လေးပိုက်ခေါင်းထဲကိုရောက်နေကြခြင်းဖြစ်တယ်ခွာနုအတိပြန်ဝင်လာပါတယ်စလိုင်းရဲ့နောက်ကျောပတ်နေရာမှာကတ်ထားတဲ့ပိုက်လိုင်းကျူတွေးလိုက်ရပါတယ်ခွင့်လွတ်ပါတငယ်ချင်းခွာနုကလက်ထဲမှာဓာတ်ကိုစလိုင်းရဲ့လက်မောင်းစီကိုမဟုတ်ပဲနဲ့စလိုင်းရဲ့ဘေးမှာဖြတ်ကျော်ကနောက်ဘက်ကျော်ရှိပိုက်လိုင်းကြီးစီကိုပြစ်လွတ်လိုက်ပါတယ်ဓာတ်သွားကပိုက်လိုင်းကိုစိုက်ဝင်သွားတယ်အဖြူရောင်အေးငွေများအရှိန်ပြင်းစွာပန်းထွက်လာပြီးတော့စလိုင်းရဲ့ကြောကုန်းကိုရိုက်ခတ်လိုက်ပါတယ်စလိုင်းကအေးတန်ကြောင့်လန့်ပြန်ပြီးတော့ခွာနုလွတ်ချလိုက်တယ်အေးငွေများကစလိုင်းရဲ့လှုပ်ရှားမှုခက်တာထုံတိုင်းသွားစေတယ်ကိုကြီးမြမြလှုပ်လက်ကန်းလိုက်ဖိုးရှုပ်ကလေးပိုက်ခေါင်းထဲမှာကျိုးတစ်ချောင်းပြစ်ချပြီးတယ်ခွာနုကကျမ်းမြင့်မော်ကျသွားတဲ့သူ့ဓာတ်ကိုအမြန်ကောက်ယူလိုက်ပါတယ်သူစလိုင်းကိုနောက်ဆုံးအနေနဲ့လှည့်ကြည့်လိုက်တယ်စလိုင်းကအေးငွေကြားမှာဒူးတောက်လျက်သားကျန်ရစ်တယ်ငါပြန်လာခဲ့မယ်စလိုင်းငါဂတိပေးတယ်ခွာနုကကျိုးကိုဆွဲပြီးတော့လေးပိုက်ခေါင်းထဲကိုသွားဝင်ရောက်သွားတယ်စခန်းအပြင်ဘက်တော့ဆက်မိုးဖွဲကျနေပါတယ်ဖိုးရှုံနဲ့တထားတို့ကဒဏ်ရာရထားတဲ့ခွာနုအတွဲကရေစိုးမြောင်းပေါက်မှထွက်လာကြတယ်ခွာနုရဲ့ပုံစံကရုပ်ပြက်ဆင်းပြက်တကူလုံးသွေးတွေရွှွန့်နွယ်ပြေးကျန်နေတယ်ဒါပေမဲ့အစိုးဆုံးကသူ့မျက်နှာစစ်ရှုံးလာတဲ့စစ်ဘီရင်တစ်ပါးလိုနာကျင်ကြည်ကွဲနေတယ်ရရလားခွာနုတထားကစိုးရင်တကြီးမေးတယ်ခွာနုကစခန်းရှိရာဘက်ကိုလှည့်ကြည့်လိုက်ပါတယ်မီးစက်ပြက်နေလို့စခန်းကြီးတစ်ခုလုံးမှောင်မဲနေပေမဲ့အနက်ပိုင်းမှာဘလူးတကောင်ရဲ့အော်တန်တက်တဲ့ကိုကြားနေရတယ်ငါခန္ဓာကိုယ်ကတန်ရာကရပါတယ်ဒါပေမဲ့ခွာနုရှင်ဘက်ကိုဖိလိုက်တယ်ငါရှင်ဘက်ကတန်ရာကတော့ဘယ်စိမ့်ထဲမှာကုလို့ရမယ်မထင်ဘူးသူတို့တောင်ဦးမိုးပွဲများကြားမှာတောနက်ထဲကိုတိုးဝင်ပြောက်ွယ်သွားကြတယ်ဒါပေမဲ့ဒါထွက်ပြေးခြင်းတက်မဟုတ်ဘူးအားအင်ပြန်မွေးပြီးတော့ပြန်လာတိုင်းမဲ့ကြားတကောင်ရဲ့ခက်တာပုံအောင်ခြင်းသာဖြစ်ပါတယ်တောနက်ကြီးရဲ့အလဲလူသူအရောက်ပေါင်နဲ့ပါလာတဲ့လှိုင်ကူပြက်တစ်ခုအတွင်းခွာနုရဲ့နှုတ်မှာညီးတန်တဲ့ထွက်ပေါ်လာတယ်ဒေါက်တာတထားကခွာနုရဲ့ရှင်ဘက်မှာလက်သေးကုတ်ရာအစင်းကြီးများကိုစီးထည့်ပေးနေခြင်းဖြစ်ပါတယ်ဒဏ်ရာတွေကနှဆိုင်လုံးလိုအသားများပင်လန့်ထွက်နေတယ်ရှင်တော်တော်ခန္ဓာရှိရပဲခွာနုတာမန်လူဆိုရင်ဒီဒဏ်ရာနဲ့သွေးလန့်ပြီးတည်သွားလောက်ပဲတထားကပတ်တီးစာကိုချီနှောင်ရင်းနဲ့ပြောတယ်ခွာနုကမျက်လုံးဖွင့်ကြည့်လိုက်တယ်သူ့လက်ထဲမှာစလိုင်းရဲ့အဆွဲကြိုးလေးကိုတင်းတင်းဆုပ်ကင်ထားစေခန္ဓာကိုယ်ကဒဏ်ရာကမနာပေါင်းတတ်ထားရဲ့ကျွန်တော်တငယ်ချင်းကိုထားခဲ့ရတာကမှပိုနာတာဘီနာမှာမိဖို့စောင့်နေတဲ့ဖိုးရှော့ကတက်ပြင်းချလိုက်တယ်ကိုကြီးရဲ့အားမလျှော့ပါနဲ့ကျုပ်တို့အင်အားပြန်မွေးပြီးပြန်တိုက်မှာပေါ့အခုကိုကြီးကနားလိုက်ပါအောင်တို့ချိန်မှာကူဝါရှိတရွက်6များပေါ်ချိန်နှင်းတန်များကြားလိုက်ရတယ်တာမန်တောကောင်တကောင်ရဲ့ခြေတံမဟုတ်လူတယောက်ရဲ့လေးလံနဲ့ခြေလမ်းများဘာတူလဲခွာနုကတန်ရာကိုကျူးမဆိုင်ပင်နဲ့ကြောင်မဲဓမာကျူဆွဲယူကမတက်ထရလိုက်တယ်မျက်လုံးမြကကူဝါစီကိုစူးရှာစွာကြည့်နေတယ်ဖိုးရှော့ကလည်းထင်းချောင်းမိတော့ကိုကောက်ကင်လိုက်တယ်အမောင်ရိတ်ထဲမှာလူခနာကိုကြီးတကူထွက်ပေါ်လာတယ်ထိုလူရဲ့လက်ထဲမှာတနက်တက်လက်ကိုကင်ထားတယ်ဟစ်ကောင်မင်းဘာတူလဲရှေ့ဆက်တွေငါပြစ်မယ်ဖိုးရှုပ်ကအတန်မမာနဲ့ဟိမ့်လိုက်တော့လေချက်တော့ကတုံနေတယ်ထိုလူကမီးအောင်အောက်ကိုဖြည်းဖြည်းချင်းတိုးလာတယ်သူ့မျက်နှာပေါ်လာတဲ့အခါဖိုးရှုပ်ပါဇက်အဟောင်းသားဖြစ်သွားတယ်ငမို့ဟုတ်ပါတယ်သွေးတောက်ကွင်းမှာခွာနုကိုစိန်ခေါ်ခဲ့ပြီးရှုံးနှိမ့်ခဲ့တဲ့လူမကြီးငမို့သူ့ပုံစံကရခင်လိုမန်တက်နေခြင်းမရှိတော့ဘူးအဝတ်စားတွေစုပ်ပြေးနေပြီးတော့မျက်နှာမှာလည်းဒဏ်ရာများနဲ့မင်းငါတို့လာတက်တာလားခွာနုကတောက်မြောက်လိုက်တယ်ငမိုးကတနက်ကိုမြေကြီးပေါ်ပစ်ချလိုက်တယ်ပြီးတော့လက်နှစ်ဖက်ကိုမြောက်ကဒူးထောက်ချလိုက်တယ်ငါမင်းတို့တက်ဖို့လာတာမဟုတ်ဘူးခွာနုငါမင်းတို့နဲ့လာပူးပေါင်းတာဘာ
အားလုံးအံ့ဩသွားကြတယ်ခွာနုကမျက်မှောင်ကျုပ်လိုက်တယ်မင်းကဘိုးတောက်ထုံးရဲ့လူလေဘာလို့ငါတို့နဲ့ပေါင်းချင်ရတာလဲငမိုးကအံကိုကြိတ်လိုက်တယ်သူ့မျက်လုံးထဲမှာနာကျင်မှုတွေပြည့်နေနေတယ်မင်းထွက်ပြေးသွားတဲ့ညကဘိုးတောက်ထုံးကငါညီလေးကိုတတ်လိုက်တယ်မင်းညီဟုတ်တယ်ငါညီကမိဖို့ဆောင်မှာအလုပ်လုပ်တဲ့ကောင်လေးမင်းတို့ထွက်ပြေးအောင်ကူညီတယ်ဆိုပြီးဆွတ်ဆွဲကဘိုးတောက်ထုံးကသူ့ကိုကြောက်စိမ့်ကန်နဲ့ပြစ်ချပြီးတတ်လိုက်တယ်ငမိုးမျက်ရည်တွေစီးကြလာတယ်ငါကသူ့အတွက်ခွေးတကောင်လိုအလုပ်လုပ်ပေးခဲ့တာသူကငါတို့လူလို့မတတ်မှတ်ဘူးအခုစခန်းထဲကရဲဘက်တွေပါအနက်ပိုင်းကိုပို့ပြီးစမ်းတက်ဖို့စီစဉ်နေပြီငါဒီကောင်လက်တော့ပြန်ကျင်တယ်ခွာနုကငမိုးရဲ့မျက်လုံးမြောင်စိုက်ကြည့်တယ်လိန်ညာနေတဲ့အရေးအယောင်မတွေ့ရဘူးနာကျင်မှုနဲ့လက်စားချီလို့စိတ်ကိုသာတွေ့ရတယ်ခွာနုကဓာတ်ကိုချလိုက်ပြီးတော့ငမိုးရဲ့ပခုံးဆွဲထူလိုက်တယ်မင်းကြီးအတွက်စိတ်မကောင်းပါဘူးကွာရန်သူရဲ့ရန်သူကမိတ်ဆွေပဲမင်းငါတို့ဘလို့ကူညီနိုင်မလဲငမိုးကဝမ်းသာသွားပြီးသူ့အိတ်ခတ်ထဲမှာစာရက်တရက်ကိုထုတ်ပြတယ်ဒါဘူးတောက်ထုံးရဲ့လက်နဲ့တိုက်တော့ချက်ပဲမနေ့ပြန်ညကြိုင်စခန်းမှာစားတော့ပွဲရှိရဲ့အဲ့ဒီချိန်အဆောက်တွေရောရဲနေလိမ့်မယ်ငါကအတွင်းကနေရဲဘက်တွေဥဆောင်ပြီးတော့ပုံကန်မယ်မင်းတို့ကအပြင်ကနေဝင်တိုက်ရင်ညက်ပူးညက်ပိတ်မိသွားမှာပေါ့ဖိုးရှုပ်ကဝင်ထောက်တယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်ငမိုးမျက်နှာပြတ်သွားတယ်ဘာလဲမင်းတငယ်ချင်းစလိုင်းအခုသူ့ကိုဘူးတောက်ထုံးကတန်ချက်ကဝတ်စုံတွေဝတ်ပေးပြီးတော့စခန်းတကားဝါမှာစောင့်ခိုင်းထားတယ်သူ့ကိုမကြော်ဘဲနဲ့ဘယ်သူမှစခန်းထဲဝင်လို့မရဘူးခွာနုရဲ့ဘက်ထဲမှာစူးကနေဖြစ်သွားတယ်ကံကြမ္မာသူ့ရက်ဆက်လုံးနေစခန်းသိမ်းဖို့ဆိုရင်တငယ်ချင်းဖြစ်သူကြော်ဖြတ်ရမယ်မကြော်ဖြတ်နိုင်တက်ရမယ်ကောင်းပြီလေခွာနုကမိတာကိုစိုက်ကြည့်ရင်းနဲ့ပြတ်သားစွာပြောလိုက်တယ်စလိုက်အောင်ငါတောင်းယူမယ်မင်းတို့ကကြမ်းတဲ့အဆောင်တွေကိုရှင်းခွာနုမတက်ထားရလိုက်တယ်မနေ့ဖြန်ညငါတို့ငရဲခံကိုပြန်သွားကြမယ်ဒီတစ်ခါတော့ထွက်ပြေးဖို့မဟုတ်ဘူးအဆုံးတက်ဖို့သွားကြမယ်ညနေ9 နာရီနေရာဘူတောင်ထုံးရဲ့စခန်းဝင်မိုးသားတိမ်လိပ်များကကောင်းကင်တစ်ခုလုံးကိုအုံမိုးထားလို့လာတာတဲ့ညဖြစ်တင်တော့လဲပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေတယ်ဒါပေမဲ့စခန်းဝင်အလဲရှိဘူတောင်ထုံးရဲ့ဘန်ဂလိုဆောင်မှာတော့မီးရောင်စုံတွေလင်းထိန်နေပြီးအနောက်တိုင်းတေးဂီတာတန်တွေစုညံစွာထွက်ပေါ်နေတယ်။ယနေ့ညကနဂါးစိမ်းတက်ဖွဲ့ရဲ့အောင်ပွဲခံစားတောက်ပွဲဖြစ်တဲ့ကြောက်စိမ်းအမြောက်များတူးပေါ်ရရှိမှုကိုဂုဏ်ပြုသောအဖြစ်အရာရှိများနဲ့စစ်သည်အများစုကအရက်သေးစားတောက်စားမှုရင်နေကြတယ်။စန့်ကျင်ဘက်ချမ်းရှိရဲဘက်အဆောင်များမှာတော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ဒါပေမဲ့ထိုတိတ်ဆိတ်မှုကတာမန်တိတ်ဆိတ်မှုမဟုတ်ဘူး။မုံတိုင်းမလာခင်ငြိမ်သက်နေတဲ့လေတူမျိုးဖြစ်တယ်။ငမို့အစင်သစ်ဖြစ်ပြီလား။အမောင်ရိတ်ထဲမှာရဲဘက်တယောက်ကတူတူလေးမိလိုက်ပါတယ်။ငမိုးကခေါင်းညိပြတယ်။သူ့လက်ထဲမှာထမင်းစားဆုံးကိုသွေးထားတဲ့တချောင်းကိုတင်းတင်းဆုပ်ကင်ထားတယ်။မိဘဖောက်တဲ့ချိန်ကိုစောင့်ငမိုးကအချုပ်ဆောင်တန်နိုင်ချမ်းမှတဆင့်ကင်းစင်ပေါ်မှာအဆောင်တွေကိုလှမ်းကြည့်လိုက်တယ်။အဆောင်တွေကလည်းအရက်မူးပြီးတော့ရိုင်းနေကြပြီ။စခန်းပြင်ဘက်တော့ဆက်မိုးပွဲပွဲကြနေတဲ့တောအုပ်ထဲမှာခွာနုကကြောက်ဆောင်တစ်ခုပေါ်မှာမတ်တက်ရနေတယ်။သူခန္ဓာကိုယ်ပေါ်ပိုင်းမှာပတ်တီးတွေစီးနှောင်ထားပြီးကျောပေါ်မှာတော့ကြောက်မဲဓမာကြီးကိုလွှဲထားတယ်။မိုးရေစက်များကသူ့ချက်သားများပေါ်ကျဆင်းပြီးပြန်လည်စီးဆင်းသွားကြပြီဖြစ်ပါတယ်။ကိုကြီးအချိန်ကြပြီ။ဖိုးရှုပ်ကချုံပုတ်ချားမှထွက်လာတယ်။သူ့လက်ထဲမှာရမ်းကြောင်းမြောက်စူးစီးထားတဲ့ရန်တုတ်ကြီးတစ်ခုပါလာတယ်။ဒေါက်တာသက်ထားကတော့ဈေးအိတ်ကိုလွှဲထားရင်းနဲ့ခွာနုကိုစိုးရင်တကြီးကြည့်နေတယ်။ခွာနုသတိထားနော်။စလိုင်းကအရင်စလိုင်းမဟုတ်တော့ဘူး။သူ့ခနာကိုမှတန်ကြက်ကာတွေပါတက်ဆင်ထားတယ်။ခွာနုခေါင်းညိတ်လိုက်တယ်။ငါသိတယ်သက်ထား။ဒါပေမဲ့ငါတငယ်ချင်းနှလုံးသားကအဲ့ဒီတန်ကြက်ကာတွေအောက်မှာရှိနေတုံးမယ်လို့ငါယုံကြည်တယ်။ခွာနုကစခန်းတကမကြီးစီကိုမျက်နှာမူလိုက်တယ်။ဖိုးရှုပ်အချက်ပေးလိုက်တော့ဖိုးရှုပ်ကမိချစ်ကိုချစ်ပြီးရမ်းကြောင်အသေးစားတစ်ခုမိရှုကကောင်းငင်ပေါ်ကိုပြစ်တင်လိုက်ပါတယ်။အနီရောင်မီးပန်းတစ်ခုကောင်းငင်ရံမှာဖျားထွက်သွားတယ်။ဟေးကြည်စမ်းကွာမီးပန်းတွေဖောက်နေကြပြီ။စစ်သားတွေကမမိုးယူးယူးနဲ့ကောင်းငင်ကိုမောကြည့်နေကြစဉ်အခုပဲချကြကွာ။ငမိုးရဲ့အသက်နှစ်ကြီးဟိမ့်ထွက်လာတယ်။အချုပ်ဆောင်တကားတွေကိုကြိုတင်ဖြက်စီးထားလို့ရဲဘက်များတကားကိုတွန်းဖွင့်ကရာနဲ့ချီပြီးပြေးထွက်လာကြတယ်။သူတို့လက်ထဲမှာလက်နက်မရှိဘူး။သမင်းစားခွက်တွေကြောက်တူးရမှာတုံးတဲ့ပေါက်ပြားရိုးကျိုးတွေကြောက်ခဲမြောက်တာကိုက်ဆောင်ထားကြတယ်။ဒါပေမဲ့သူတို့ရဲ့မျက်လုံးမှာတော့နှစ်ရှည်လာတွေဖိနှိပ်ခံရတဲ့ဒေါသတွေကတောက်လောင်နေတယ်။ဘာလဲကွာပြစ်ကြ။ကင်းစင်ပေါ်မှာအဆောင်နေတနက်ကိုမောင်းတင်ကြိုးစားပေမဲ့နောက်ကျသွားပါပြီ။ရဲဘက်တွေကကင်းစင်တိုင်များကိုဝိုင်းလုံးကြကြောက်ခဲများပြက်ပေါက်ကြတယ်။ငါညီအတွက်တေးစမ်းကွာငမိုးကအနီးဆုံးအဆောင်တစ်ယောက်ရဲ့လေပင်ကိုဇွန်းသွားချုံနဲ့ထိုးဆိုင်လိုက်တယ်။သွေးတွေပန်းထွက်သွားတယ်။ငမိုးကထိုးဆောက်ရဲ့တနက်ကိုလူယူပြီးတော့မိုးပေါ်ထောင်ပစ်လိုက်တယ်။ညီကိုတို့ငါတို့ရဲ့လွတ်လပ်ရေးကိုဒီညပြန်ယူကြမယ်တက်ကြ။စကန်းတစ်ခုလုံးအော်ဟစ်တန်တွေတနက်တန်တွေတိုက်ခိုက်တန်များပြစွညံသွားတယ်။ပါတီပွဲကျင်းပတဲ့အဆောင်မှာဘိုးတောက်ထုံးလန်းပြန်သွားတယ်။ဘာဖြစ်တာလဲ။ဘေကောင်တွေကပုံကန်တာလဲ။ဘူကြီးရဲဘက်တွေ
ရဲဘက်တွေအကုန်ထွက်လာကုန်ပြီငမိုးကဥဆောင်နေတာဘာငမိုးဟုတ်လားဘိုးတောက်ထွန်းဒေါသထွက်ပြီးစပွဲကိုရိုက်ချလိုက်တယ်ဒီတစ်ဆက်ဖောက်ကောင်းပြီလေအဓိကတကမာကြီးကိုဖွင့်လိုက်ငါရဲ့အကောင်ဆုံးလက်နက်ကြီးကိုထုတ်သုံးရမယ့်ချိန်ရောက်ပြီစခန်းရဲ့အဓိကဝင်းပေါက်တန်တကားကြီးပွင့်ဟာသွားတယ်ထိုတကားဝမှာခွာနုတယောက်တည်းရက်နေတယ်သူ့လက်ထဲမှာကြောင်မဲဓမ္မကြီးကိုမြေကြီးပေါ်စိုက်ထောက်ထားတယ်တကားပေါက်ရဲ့အတွင်းဘက်အမောင်တို့ထဲမှာလီးလံနေခြေတံကြီးတွေထွက်ပေါ်လာတယ်မြေကြီးပင်တုန်ခါနေပါတယ်အမောင်ထဲမှာထွက်ပေါ်လာတဲ့တရဝါကြီးကိုမြင်လိုက်ရတဲ့အခါခွာနုရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားတယ်ဆလိုင်းဒါပေမဲ့ရခင်ကားနဲ့မတူတော့ဘူးဘိုးတောက်ထုံးကဆလိုင်းရဲ့ခန္ဓာကိုယ်မှာတန်မဏိတန်ကြက်ကပြားများကိုရိုင်းနှက်တက်ဆင်ထားတယ်လက်မောင်းနဲ့ရင်ဘတ်တို့မှာတန်ပြားတွေဖုံးထားပြီးတော့လက်သေးများမှာစတီတားသောမြောက်ကိုစွတ်ပေးထားပါတယ်ခေါင်းမှာလည်းတန်ခမောင်းနဲ့ဖန်ပြုံမီးလုံးတက်ဆင်ထားတယ်သူဟာယခုအခါဘလူးတက်တက်မဟုတ်တော့ဘူးဇီဝဆက်ရုပ်ဆက်လက်နဲ့တခုဖြစ်နေပြီဆလိုင်းကခွာနုကိုမျက်နှာနဲ့ဟိမ့်ဟောက်လိုက်ပါတယ်သူ့တန်ကတန်နှာခေါင်းစည်းကြားမှာထွက်လာလို့ပုံမူကြောက်မှတ်ဖွယ်ကောင်းနေတယ်ဆလိုင်းခွာနုကဓာတ်ကိုဆွဲနှုတ်လိုက်ပါတယ်ငါတို့ရဲ့ကံကြမ္မာဒီလိုစုံတွေ့ရလိမ့်မယ်လို့ငါမထင်ခဲ့ဘူးဒါပေမဲ့မင်းကိုဒီပုံစံကြီးနဲ့ငါဆက်မထားနိုင်တော့ဘူးခွာနုကဓာတ်ကိုဘေးတိုက်ကင်ပြီးပြေးဝင်သွားတယ်လာစမ်းတငယ်ချင်းဆလိုင်းကလည်းခွာနုစီကိုပြေးဝင်လာတယ်နှစ်ယောက်သားထိတ်တိုက်တွေးဆုံလိုက်ကြရပါတယ်ခွာနုကကြောင်မဲထားပြီးဆလိုင်းရဲ့တန်ကြက်ကရံဘက်ကိုခုတ်ချလိုက်တယ်မိဘတွေလွန့်စင်သွားတယ်တန်ကြက်ကမာကျောလွန်းလွန်းဓာတ်မဝင်ဘူးဆလိုင်းကခွာနုကိုလက်ပြန်ရိုက်ချလိုက်တယ်ခွာနုလွင့်ထွက်သွားပြီးမြေကြီးပေါ်လဲကျသွားတယ်ဆလိုင်းကခွာနုပေါ်ခုန်တက်ပြီးတော့နင်းချရန်ပြင်ပါတယ်ခွာနုကလှိမ့်ဆောင်လိုက်ပါတယ်ဆလိုင်းရဲ့ခြေထောက်ကြီးကမြေကြီးထဲကိုတပေကနစ်ဝင်သွားတယ်ကိုကြီးသူ့ရဲ့အနောက်ဘက်ကြောကုန်းပြစ်မှတ်ထားအဲ့ဒီမှာတန်ကြက်ကမရှိဘူးအဝေးမှာဖိုးရှုပ်ကအော်ပြောတယ်ခွာနုကဆလိုင်းရဲ့ခြေထောက်ကြားမှာရှိုးထွက်လိုက်ပြီးတော့ဆလိုင်းရဲ့နောက်ကျောဘက်ကိုရောက်သွားတယ်ဟုတ်ပါတယ်ကြောကုန်းမှာစူးတောင်များထွက်နေလို့တန်ကြက်ကတက်မရဘူးအသားစိမ့်တွေပေါ်နေတယ်ခွင့်လွတ်ကွာခွာနုကဓာတ်ကိုဝှေ့ရမ်းပြီးဆလိုင်းရဲ့ကြောကုန်းခုတ်ပိုင်းလိုက်တယ်ဆလိုင်းနာကျင်စွာအော်ဟစ်လိုက်ပြီးတော့ကိုလှဲ့ကခွာနုကိုလက်ဝါးနဲ့ရိုက်ပြစ်လိုက်တယ်ခွာနုရှောင်ချိန်မရဘူးခွာနုနေရံနဲ့ဝင်ဆောင်မိတယ်နေရံများကျိုးအပ်သွားတယ်လို့ခန်းစားလိုက်ရတယ်သွေးများပါဇက်မှာစီးကြလာပါတယ်ဘန်ဂလိုဆောင်ရဲ့ဝရန်နာမှာဘိုးတောက်ထုံးကမှန်ပြောင်းနေကြည့်ရင်လည်းရှိမောနေတယ်ရုံးစက်မှာတိကျရုံးစက်မှာညီကိုချင်းတက်ကြတဲ့ပွဲကကြည့်လို့အကောင်းဆုံးပဲဘိုးတောက်ထုံးကခလုတ်တစ်ခုနှိပ်လိုက်တယ်ဆလိုင်းအဆုံးတက်လိုက်တော့ဆလိုင်းရဲ့တန်နှာခေါင်းစည်းမှာအနီရောင်မီးလုံးလေးလင်းလာတယ်အုံနောက်ကိုထိမ့်ချုပ်ထားတဲ့တန်ခမောင်းနဲ့ဖန်ပြုံမီးလုံးကဤပညာတစ်ခုနဲ့အမိတ်ပေးခိုင်းလိုက်ခြင်းဖြစ်ပါတယ်ဆလိုင်းကခွာနုရှိရာကိုတဖြည်းဖြည်းချင်းရှောက်လာတယ်သူ့လက်သေးများကိုမြှောက်လိုက်ပါတယ်ခွာနုကမတက်ရက်ရန်ကြိုးစားပေမဲ့ခြေထောက်တွေကမခိုင်ကျင်တော့ဘူးငါဒီမှာတေးလို့မဖြစ်ဘူးရွာသားတွေတထားနဲ့ဖိုးရှုပ်သူတို့ငါ့ကိုမျှော်လင့်နေကြတာခွာနုကဓာတ်ကိုမြေကြီးပေါ်ထောက်ကအာယူလိုက်တယ်သူ့မျက်လုံးတွေပြန်လေတောက်ပါလာတယ်ငါအသက်ကိုယူခြင်းရဲ့မင်းအများကြီးပေးဆက်ရလိမ့်မယ်ဆလိုင်းတနက်တန်များကမိုးချင်းတန်နဲ့ပြိုင်စုညံ့နေတယ်စကန်ဝင်းအတွင်းမှာတော့အတက်လို့တိုက်ပွဲကအထွတ်ထိပ်ကိုရောက်နေပြီဖြစ်တယ်မစုံနဲ့ရှေ့တိုးကြလက်နက်တိုက်ကဟိုးရှေ့မှာငမိုးကအော်ဟစ်အမိတ်ပေးရင်းနဲ့ရှေ့မှာပြေးတယ်သူ့လက်ထဲမှာတော့အဆောင်စီမှာလူထားတဲ့ရိုင်ဖယ်တနက်တက်လက်ကိုကင်ထားပြီးတော့ကြီးကုံသွားလို့တနက်တင်နဲ့ရိုင်းနှက်တိုက်ခိုက်နေပါတယ်ရဲဘက်တွေကနှစ်ရှည်လာများစူဆောင်းထားတဲ့ဒေါသအဟုန်နဲ့စစ်သားတွေကိုဝင်လုံးကြကြိုက်ကြထုရိုက်ကြတယ်ဘိုးကြီးရဲဘက်တွေရမ်းများနေတယ်ကျွန်တော်တို့ထိမ့်မရတော့ဘူးဘိုးတောက်ထုံးရဲ့လက်ထောက်ဘူကစကားပြောဆက်တယ်အော်ပြောလာတယ်အတုံးမကြတဲ့ကောင်နဲ့စစ်တနက်စင်တွေတုံးလေကအကုန်ပြစ်တယ်ဘိုးတောက်ထုံးရဲ့အမိတ်ဆုံးမှာတော့စခန်းအဓိကမျှော်စင်ပေါ်ရှိစစ်တနက်ကြီးတွေကမိပွင့်လာတယ်ကြီးစံမိုးတွေရွာကြလာလို့ရှေ့ထဲမှာပြေးထွက်သွားတဲ့ရဲဘက်တချို့လဲကျသွားကြတယ်ဝင်းနေကြကောင်တွေခေါင်းမထောင်နဲ့ငမိုးကအော်ဟစ်လိုက်ပြီးကွန်ကရစ်တုံးတစ်ခုနောက်မှာဝင်ပုန်းလိုက်တယ်စစ်တနက်ပြအားကြောင့်သူတို့ရှေ့ဆက်မတိုးနိုင်ပိတ်မိနေကြပြီဒီတိုင်းဆိုရင်ငါတို့အကုန်တက်ခံရတော့မယ်ငမိုးပြားများနေစဉ်လေထဲမှာအရာဝတ္ထုတစ်ခုပြောင်းဝဲလာပြီးစစ်တနက်စင်းပေါ်ကိုကြားရောက်သွားတယ်ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးဖြစ်သွားပြီးတော့စစ်တနက်ပြစ်နေတဲ့စစ်သားနဲ့တနက်စင်ကြီးအောက်ကိုပြုတ်ကျလာပါတယ်ဟေးဟိုမှာကြည့်စမ်းရဲဘက်တွေမော့ကြည့်လိုက်ရာရေစင်ပေါ်မှာလက်သေးလက်မောင်းတန်းနေတဲ့ဖိုးရှုပ်ကိုလှမ်းမြင်လိုက်ရတယ်ဟေးလူတွေမကြောက်ကြနဲ့ကျုပ်ဖိုးရှုပ်ရှိတယ်ဗျဖိုးရှုပ်ကနောက်ထပ်ရန်တချောင်းတစ်ထုပ်ကိုမိရှို့ပြီးတော့နောက်ထပ်ကင်းစစ်တစ်ခုကိုပြစ်လိုက်ပါတော့တယ်ဖိုးရှုပ်ရဲ့ပြစ်ကူကြောင့်ရန်သူပြစ်အားလျော့သွားတယ်ငမိုးဝမ်းသာသွားတယ်ညီကိုတို့တက်ကြဟေးအတွင်းပိုင်းမှာတိုက်ပွဲဖြစ်နေတယ်လို့အပြင်ဘက်တက္ကမကြီးဝမှာလည်းလူသားနဲ့ဘလူးတို့ရဲ့တိုက်ပွဲကပြင်းထန်နေပါတယ်ဆလိုင်းကတန်လက်သေးကြီးများဖြင့်ခွာနုကိုရိုက်ချလိုက်ပါတယ်ခွာနုကမြေကြီးပေါ်လှိမ့်ဆောင်လိုက်ရတယ်
ဇလိုင်းရဲ့လက်သေးကမြေကြီးကိုကုတ်ချစ်မိပြီးကြောက်တုံးများလွင့်စင်သွားပါတယ်ခွာနူးတို့အမောဆိုနေပြီးသူ့ဒဏ်ရာတွေကပွင့်ထွက်နေပြီးသွေးထွက်လွန်နေတယ်အင်အားချင်းရှင်သူရှုံးနေပြီးဒါပေမဲ့ခွာနူးရဲ့မျက်လုံးတွေကတော့အရှုံးမပေးသေးပါဘူးသူကဇလိုင်းရဲ့လှုပ်ရှားမှုတွေကိုတဲတန်လိလာနေတယ်သူ့ရဲ့တန်ချက်ကမာတယ်ကြောကုန်းကအားနေချက်ဆိုပေမဲ့သူကကြောကုန်းကိုလုံးဝအထိမခံဘူးတခုခုတော့တခုခုပဲခွာနုကဇလိုင်းရဲ့တန်ခမောင်းနဲ့ဖန်ပြုံမီးလုံးကိုသတိထားမိတယ်ဟုတ်ပြီအဲ့ဒီတန်ခမောင်းနဲ့ဖန်ပြုံမီးလုံးကသူ့ထိန်းချုပ်နေရဖြစ်မယ်ခွာနုဆုံးဖြတ်ချက်ချလိုက်တဲ့အန်ဒီရဲ့များပေမဲ့သူစွန့်စားရတော့မယ်လာဆန်းဇလိုင်းငါထီမှာခွာနုကကြောင်မဲထားကိုလွှတ်ချလိုက်ပြီးတော့လက်နက်မဲ့အနေထားနဲ့ရပ်လိုက်တယ်ဇလိုင်းကအခွင့်ကောင်းလို့ထင်မှတ်ပြီးတော့တဟုန်တိုးပြေးဝင်လာတယ်ဇလိုင်းရောက်တာနဲ့ခွာနုကမရှောင်မဲနဲ့ဇလိုင်းရဲ့ခါကိုဖက်ကဝင်လုံးလိုက်ပါတယ်နှစ်ယောက်သားရှော့ဘော့အိုင်နဲ့ကိုလဲကျသွားတယ်ဇလိုင်းကခွာနုရဲ့ကြောကုန်းကိုတထောင်နဲ့ထုတယ်ခွာနုကနာကျင်လွန်းလို့မျက်ရည်ထွက်သွားတော့လေလက်ကိုမလော့သူကဇလိုင်းရဲ့ကိုယ်ပေါ်ခွာတက်ပြီးတော့လက်တစ်ဖက်ပြက်ဇလိုင်းရဲ့လဲပင်ကိုချုပ်ကြံလက်တစ်ဖက်ပြက်တန်နှကောင်းစီကိုဆွဲခွာရင်ကြိုးစားတယ်ဖြုတ်ဆန်းกว่าခွာနုအားကုန်သုံးပြီးတော့ဆွဲတယ်ဇလိုင်းကရုံးကန်နေတယ်တန်နှကောင်းစီကမရွေပါဘူးခွာနုတတိထားနောက်မှာတသားရဲ့အော်တန်ကြောင့်ခွာနုလှည့်ကြည့်လိုက်ရာဇလိုင်းရဲ့တန်မီအမိပုံစံတက်ဆင်ထားတဲ့တန်ကျိုးကခွာနုရဲ့လေပင်ကိုရှက်ပတ်လိုက်ပါတယ်ခွာနုအသက်ရှူကျက်သွားတယ်ဇလိုင်းကခွာနုကိုလဲပေါ်တင်လိုက်ပြီးတော့မြေကြီးနဲ့စောင့်ချလိုက်တယ်ခွာနုခါယူကျိုးသွားတယ်လို့ခံစားလိုက်ရပါတယ်သူမလုံနိုင်တော့ဘူးဇလိုင်းကခွာနုရဲ့ရင်ဘတ်ပေါ်ခြေထောက်တင်လိုက်ပြီးတော့လက်သေးကြီးနဲ့ခွာနုရဲ့နှလုံးသားကိုဖောက်ထုတ်ရင်ရွှဲလိုက်တယ်ပြီးပြီခွာနုမင်းရှုံးပြီစကားပြောဆက်ထဲမှာဘိုးတောက်ထွန်းရဲ့အတန်ထွက်ပေါ်လာတယ်ဇလိုင်းကလက်သေးကိုမြှောက်လိုက်ချိန်မှာတော့ကောင်းကင်မှာလျှက်စီးလက်ပြီးတော့မူးချင်းလိုက်ပါတယ်ထိုလျှက်စီးအောင်အောက်မှာခွာနုရဲ့လေပင်ကအဆွဲကြိုးလျာတောက်ပသွားတယ်ဇလိုင်းရဲ့မျက်လုံးများထိုဆွဲကြိုးပေါ်ရောက်သွားတယ်သူ့လက်လေးထဲမှာရက်တန်သွားတယ်ဇလိုင်းရဲ့ခေါင်းထဲမှာတော့ဝေဝါးနေတဲ့အတိတ်ပုံရိပ်များပေါ်လာတယ်တောဝက်လိုက်တော့ကပုံရိပ်ခွာနုနဲ့ရီမောခဲ့တဲ့ပုံရိပ်ဒီဆွဲကြိုးလှုပ်ပေးခဲ့တဲ့ပုံရိပ်ဇလိုင်းငါပါကွာခွာနုလေခွာနုအတန်တူးတူးနဲ့ခေါ်လိုက်တယ်ဇလိုင်းရဲ့မျက်လုံးထဲမှာအစိမ်းရောင်မီးများမိတ်တုံဖြစ်လာတယ်သူ့ကောင်ခါရမ်းလိုက်တယ်ဇလိုင်းကခွာနုမတက်ဖဲနဲ့သူ့ကောင်လက်နှစ်ဖက်ပြထုရိုက်နေတယ်တန်ခမောင်းနဲ့ဖန်ပြုံမီးလုံးထိန်ချုံမှုနဲ့ပင်ကိုစိတ်တို့တိုက်ပွဲဖြစ်နေခြင်းဖြစ်တယ်အခွင့်အရေးပဲခွာနုကဘေးနာရှိကြောက်ခဲချုံတစ်ခုကောက်ယူပြီးတော့ဇလိုင်းရဲ့တန်ခမောက်ပြောင်အားကုန်ချွတ်လိုက်တယ်တန်ခမောက်ပြားကျိုးပြက်ပြီးကွဲထွက်သွားတယ်ဇလိုင်းလည်းအယုတ်ကျိုးပြက်လဲကျသွားပါတယ်ဇလိုင်းခွာနုကအောက်နေရဲ့ရင်ဘတ်ကိုဖိရင်းနဲ့ဇလိုင်းနောက်တွားသွားတယ်ဇလိုင်းညင်သက်နေတယ်တည်သွားပြီလားမဟုတ်သေးဘူးဇလိုင်းရဲ့ရင်ဘတ်ကလှုပ်ရှားနေသေးတယ်သူမတည်သေးဘူးဒါပေမဲ့တတိလက်နေကျင်းသာတော်ပါသေးရဲ့ခွာနုတက်ပြင်းချလိုက်တယ်ကိုကြီးအထက်မှာချင်းနေမကောင်းတော့ငမိုးတို့ပိတ်မိနေပြီဖိုးရှုပ်ကအပြေးလွှာရောက်လာတယ်ငမိုးကိုကယ်ရမယ်ခွာနုကဒဏ်ရာကိုဂယုမဆိုင်ပဲနဲ့ကြောင်မဲဓမာကြီးကိုကောက်ယူကမတ်တက်ထားရလိုက်တယ်တက်တာမင်းဇလိုင်းကိုစောင့်ကြည့်ထားပြီးသူနိုးလာရင်လူစိတ်ပြောင်းဝင်လာတော့ပြီးဖိုးရှုပ်ငါနဲ့လိုက်ခဲ့ခွာနုကစကန်အတွင်းပိုင်းကိုဓာတ်ကိုဆွဲကဝင်ရောက်သွားတယ်သူ့ပုံစံကငရဲမင်းစစ်ထွက်တယ်လို့ကြောက်မက်ဖွယ်ကောင်းလာတယ်နေရာစကန်ဝင်းအတွင်းကုန်းတူလောင်ယုံရှိစင်မြေပြင်တစ်ခုလိုစုညက်ပွက်လောရှိုင်းနေတဲ့အတန်ပလန်များကြားမှာငမိုးနဲ့ရဲဘက်ဖွဲ့ကကုန်းတူလောင်ယုံရဲ့ကွန်ကရစ်တိုင်များအကာအကွယ်ယူကခေါင်းမပေါ်နိုင်အောင်ဖြစ်နေကြတယ်အာငါချက်တော့ရဲဘက်တယောက်ကြည်ထိမှန်ပြီးလဲကျသွားတယ်ငမိုးကထိုလူကိုဆွဲယူပြီးတော့ဘေးလွတ်ရာကိုရွှေ့ပေးလိုက်ပါတယ်ငမိုးရဲ့မျက်နှာမှာလည်းကြီးစားမှန်ထားတဲ့ဒဏ်ရာတစ်ခုကြောင့်သွေးများစီးကြနေတယ်ဆရာမို့ကြည်ကုန်တော့မယ်ကျိုးတို့တော့ဒီညမြေဩစာဖြစ်တော်မယ်ထင်တယ်ဘေးနာရှိရဲဘက်လေးတယောက်ကငိုတန်ပါကြီးနဲ့ပြောတယ်ငမိုးကတနက်ထိန်ကိုကြက်ကြက်ပေါင်စုပ်လိုက်တယ်မပူနဲ့တည်ရင်တော့ငါတို့ကလူလိုတိတ်ခါရှိရှိသိရမှာဟိုကောင်ဘိုးတောက်ထုံတော့အလွတ်မပေးဘူးရှေ့တက်ရှိဘန်ဂလိုစာဝရန်တာနဲ့ကင်းစင်များပေါ်မှာစစ်သားများကသူတို့ရှိရာကိုဝိုင်းပတ်ပစ်ခတ်နေကြတယ်အချိန်တွေကမျောလင်းချက်မရှိသလောက်ပင်တေချာစမ်းกว่าကြွက်ဆုပ်တွေစစ်သားကောင်းဆောင်တယောက်ကလက်ပစ်ပုံတစ်လုံးဖြုတ်ပြီးတော့ငမိုးတို့ပုံးခိုရာကိုပြက်လိုက်ပါတယ်ငမိုးအော်ဟစ်တတိပေးလိုက်တော့လေပြေးစရာလည်းမရှိဘူးဘုံကလေထဲမှာပြန်ဝဲလာပြီးသူတို့အလေတက်တဲ့ကိုကြားရောက်တော့မယ်ထိုသိမင်းတမန်စက္ကန့်ပိုင်းလေးအတွင်းအမောင်ထဲမှာမင်းနဲ့တဲ့အရာဝတ္ထုကြီးတစ်ခုပြန်ဝဲလာပြီးလေထဲရှိလက်ပစ်ပုံးကိုရိုက်ခတ်လိုက်တယ်ဘုံကလမ်းကြောင်းလွှဲသွားပြီးတော့စစ်သားများရှိရာဘက်ကိုပြန်လည်လွှင့်ဆင်သွားပါတယ်စစ်သားအုပ်စုကြားမှာပောက်ကွဲသွားပြီးတော့လူစုကွဲသွားကြတယ်ဟိုမှာကြည့်ရဲဘက်တယောက်ကမောင်ထုထဲမှာရှောင်းလန်းလာတဲ့အရေးတစ်ခုလက်ညှိုးထိုးပြတယ်မီးလောင်ပြန်မှာထွက်ပေါ်လာတဲ့မိကုန်းငွေများကြားမှာခွာနှုတ်ရက်နေတယ်သူ့လက်ထဲမှာကြောင်မဲဓမ္မကြီးကိုကင်ထားတယ်သူကနာကိုတစ်ခုလုံးမှာသွေးစာတွေရှွတ်များပြကြနေပေမဲ့လည်းသူမျက်လုံးများကငရဲမင်းတစ်ပါးလိုရဲတောင်နေတယ်ခွာနှုတ်ငမိုးဝမ်းတအားရရွတ်လိုက်တယ်
ငါနောက်ကျသွားလားငမိုးခွာနုကမင်းရှိကိုတိုးလာတယ်အချိန်ကြိုက်ပဲငါကောင်ရဒါပေမဲ့ဒီကောင်တွေကအင်အားများတော့နေအင်အားများရင်များတလောက်ပေါ့ခွာနုကဓာတ်အုပ်လေးထဲမှာဝေရမ်းလိုက်တယ်စစ်သားများကခွာနုမျက်နှာနဲ့ပြက်မှတ်ပြောင်းပြီးဝိုင်းပစ်ကြတယ်ပြက်ဟိုကောင်ပြက်ကြီးစံမိုးတွေရွာချလာတယ်ဒါပေမဲ့ခွာနုကမရှောင်ဘူးသူကကြောင်မဲဓမ္မကြီးကိုဓာပြားကျိုတိုင်းတပွဲကကွယ်လိုက်တယ်ကြီးစံများကကြောင်မဲဓာတ်ကိုထိမှန်ပြီးတော့မိဘွားများလွန်းစင်ကပြန်ကန်ထွက်သွားတယ်ဒီဓာတ်အတာမန်ကြောက်တာမဟုတ်ဘူးရှေးအောင်အောက်ကခင်းနဲ့ပြုတ်လောက်ထားလို့တမဏိတန်အစပေါင်းများစွာမာကြောတယ်ငါနောက်ကလိုက်ခဲ့ကြခွာနုကအော်ဟစ်ပြီးရှေ့ကိုပြေးဝင်သွားတယ်ကြားတကောင်လိုသူ့အုပ်ထိပ်ကိုဝင်တိုးတယ်လို့ပဲခွာနုရဲ့ဓာတ်ကြအောင်မှာစစ်သားတွေလွင့်စင်ကုန်တယ်တနက်ပြောင်းမြောက်ဓာတ်နဲ့ပိုင်းချလိုက်ရာတနက်များနှစ်ပိုင်းကျိုးကုန်ပါတယ်ခွာနုကစစ်သားတယောက်ရဲ့ရင်ဘတ်ကိုခြေဖြစ်ကန်လိုက်ရာထိုစစ်သားမှနောက်လူ၃ယောက်နဲ့ပါစင်ကဲတိုက်မိပြီးတော့လဲကျသွားကြတယ်ခွာနုဖောက်ပေးထားတဲ့လမ်းကြောင်းအတိုင်းငမိုးနဲ့ရဲဘက်များကဒေါသတကြီးဝင်ရောက်စီးနှင်းကြတယ်သူတို့ကကြာဆုံးသွားတဲ့စစ်သားများထံမှတနက်များကိုကောက်ယူပြီးတော့ပြန်လည်ပြစ်ခတ်ကြတယ်စစ်ပွဲချိန်တွေကပြောင်းသွားပြီဘန်ဂလိုဆောင်လုံခြုံရေးအခန်းမဖြစ်နိုင်တာဒီကောင်လူမဟုတ်ရဲ့လားဘိုးတောက်တော်မှန်ပြောင်းမှမြင်နေရတဲ့မြင်ကွင်းကိုကြည့်ပြီးတုံးလုံနေတယ်သူ့တက်သားတွေဖျဲသီးလို့ခုတ်ခံနေရတယ်ဆက်လိုင်းတော်ရှုံးနေခဲ့ပြီဆိုတော့သူ့မှာကြံတာဘာရှိသေးလဲဘိုးကြီးကျွန်တော်တို့ထွက်ပြေးမှရမယ်ရဟတ်ရင်ကအနောက်ဘက်ကွယ်မှာအဆင်းသက်မယ်လက်ထောက်ဘိုးကတတိပေးတယ်ဘိုးတောက်ထွန်းကသွားကိုတင်းတင်းဆေးလိုက်တယ်သူရှုံးတော့မယ်ဒါပေမဲ့သူအရှုံးပေးမဲ့လူစားမဟုတ်ဘူးသူတင်ရင်အားလုံးကိုပါဆွဲခေါ်သွားမယ်လူစားမျိုးမပြေဘူးဒီကောင်တွေငါနဲ့အတူမြုပ်နှံပြစ်မယ်ဘိုးတောက်ထွန်းကနရန်ရှိအနီရောင်ခလုတ်ကြီးတစ်ခုဖွင့်လိုက်တယ်ထိုခလုတ်အောက်မှာအဆင့်5ထိန်းချုပ်ခံဖွင့်ရန်လို့ရေးထားတယ်ဘိုးဘိုးကြီးအဲ့ဒါကမအောင်မြင်သေးတဲ့စမ်းသက်တဲ့တော်တွေကိုလှောင်ထားတဲ့အခန်းလေးအဲ့ဒါဖွင့်လိုက်ကျွန်တော်တို့လူတွေပါတိတ်ကုန်မှာပေါ့ဂရုမစိုက်ဘူးဖွင့်လိုက်ဘိုးတောက်ထွန်းကခလုတ်ကိုနှိပ်ချလိုက်တယ်ရုပ်ရုပ်တဲတဲတိုက်ပွဲဖြစ်နေစဉ်စက္ကန့်ရဲ့မြေအောက်ကန်တကပေါက်ကြီးများရုတ်တရက်ပွင့်ထွက်သွားတယ်ထိုအပေါက်များထဲမှစိမ့်ပန်းပန်းအငွေ့များနဲ့အတူထူးဆန်းတဲ့အသက်နဲ့ကြီးများထွက်ပေါ်လာပါတယ်ဘာရီလဲဟာငမိုးနဲ့ရဲဘက်တွေတိုက်ခိုက်နေရမှာရက်တန်သွားကြတယ်စစ်သားများလည်းကြောင်သွားကြတယ်မြေအောက်ကန်ထဲမှာထွက်လာတာကလူနဲ့မတူတဲ့တထဝါဆန်းတွေတချို့ကလက်များချက်တော်များရှေ့ထွက်နေတယ်တချို့ကတော့အရေးပြားမရှိဘဲနဲ့အသားဆိုင်များဖြင့်ရဲရဲတောက်နေတယ်တချို့မှပါးစပ်မှာအစိမ်းရောင်အဆိပ်ရည်များယူစည်းကြနေတယ်ဒါတွေကကြောက်စိမ့်အစိမ့်တင်ပြီးစိတ်ဖောက်ပြန်ကခန္ဓာကိုယ်ပုံပြတ်သွားတဲ့ရခင်ရဲဘက်ဟောင်းများပင်အရေးအတွက်ကရာနဲ့ချီရှိတယ်။အာခေကြပါတတဝါဆန်းများကရှေ့ဆုံးရှေ့စစ်သားများကိုစတင်ကြိုက်ခဲဝါမျိုးကြတယ်။ရန်သူမိတ်ဆွေမခွဲချတော့ဘူး။တွေ့ကြရလူကိုတက်ပြတ်စားတော့ကြတယ်။ဘိုးတောက်ထွန်းမင်းလူမဆန်တဲ့ကောင်ခွာနုအခြေအနေသဘောပေါက်လိုက်တယ်။ငမို့လူတွေကိုစုလိုက်ဂျောချင်းကပ်ပြီးတိုက်ကြလူစုမကွဲစင်နဲ့ခွာနုကအော်ဟစ်အမိန့်ပေးလိုက်တယ်။တရားဝါဆန်းတကောင်ကငမိုးစီကိုခေါအောင်လိုက်ပါတယ်။ငမိုးကတက်နဲ့ပြစ်တော်လဲကြီးကုန်းနေတယ်။တေးစံတရားဝါရဲ့လက်သေးကငမိုးရဲ့မျက်နှာနာကိုရောက်လာတယ်။ခွာနုရောက်လာပြီးထိုတရားဝါရဲ့ခေါင်းကိုဓာတ်နဲ့ပိုင်းချလိုက်တယ်။ငမိုးမင်းတို့ဒီကောင်တွေကိုထိန်းထားငါဘိုးတောက်ထုံးစီကိုသွားမယ်။ဟေ့ကောင်မင်းတယောက်တည်းဖြစ်ပါမလား။ဟိုမှာကြည့်အောင်ငမိုးညွန့်ပြရလာတာဆောင်ရဲ့လေကတစ်များပေါ်မှာတရားဝါဆန်းနေပြည့်နေနေတယ်။ဘိုးတောက်ထုံးကအပေါ်တက်လုံချုံရင်ခန်းထဲမှာပုံခုန်နေတယ်။ခွာနုကဓာတ်ကိုသွေးခါလိုက်တယ်။ဒီလောက်ကတော့စားခွဲစရာမရှိပါဘူးကွာငါတငယ်ချင်းဆက်လိုင်းခန်းစားခဲ့ရဒါတွေနဲ့ရှင်ဒီကောင်နဲ့အပြော့ပဲခွာနုကလာတာဆောင်စီကိုဥတီပြေးဝင်သွားတယ်သူ့ရှေ့မှာပိတ်ရနေတဲ့တရဝါဆန်း9ကောင်10ကောင်အားလုံးကိုဓမ္မကြီးနဲ့ခုတ်ပိုင်းခြေထောက်ပြေကန်းထုတ်ကလမ်းရှင်းသွားတယ်သွေးများအသားစာများလွင့်စင်နေတဲ့ထိုးညကငရဲပွက်တဲ့ညတညအဆက်မှန်ပဲဖြစ်လေတော့တယ်ဘန်ဂလိုဆောင်ရဲ့ကျဲဝန်းလာတဲ့ကျုံးလေကတိများပေါ်မှာတရဝါဆန်း10ကောင်ခန့်ပိတ်ဆို့နေကြတယ်၎င်းတို့ကပေါ်တက်ရှိသားကောင်ဘိုးတော်ထုံးစီကိုသွားကျင်နေကြပေမဲ့အောက်မှတက်လာတဲ့သားကောင်တဲ့ခွာနုကိုမြင်လိုက်ရတဲ့အခါမှာတော့ပြစ်မှတ်ပြောင်းလိုက်ကြတယ်။ခွာနုကလေကားရဲမှာရက်လိုက်တယ်။မိုးရီများကသူ့ခန္ဓာကိုယ်မှာသွေးစာမြောင်စေးကြောနေပါတယ်။သူကလေကိုတစ်ချမ်းမှုတ်ထုတ်လိုက်ပြီးတော့ကြောင်မဲဓမ္မကြီးကိုလက်နှစ်ဖက်ဖြင့်ကြစ်ကြစ်ပေါင်စုပ်ကင်လိုက်တယ်။လမ်းဖေဆန်းငရဲကောင်တို့တတဝါဆန်းတကောင်ကလေကားလျံကိုခုံကျော်ပြီးတော့ခွာနုအပေါ်စီးမိုးကြလာတယ်။ခွာနုကမောကြည့်ခြင်းမရှိဘဲနဲ့ဓာတ်ကိုပင့်ကခုတ်ပိုင်းလိုက်တယ်။တတဝါဆန်းရဲ့ကိုယ်ခန္ဓာနှစ်ပိုင်းပြက်ကဘေးဘက်ကိုလွင့်ဆင်သွားပါတယ်။အစိမ်းရောင်သွေးပုတ်တွေရေထဲကိုပြန့်နှံ့သွားတယ်။ဒါအောင်မြင်တော်လဲကျန်တရဝါတွေကမကြောက်ကြဘူး။သွေးနှံ့ရလေးပူစိတ်ကြွလေးဖြစ်ပါတယ်။သုံးကောင်ပြိုင်လူပြေးဆန်းလာတယ်။ခွာနုကလေကတစ်များကိုနင်းကအပေါ်ပြေးတက်သွားတယ်။သူကပထမတစ်ကောင်ရဲ့ခြေထောက်ကိုဓာတ်နဲ့ပိုင်းဒုတိယတစ်ကောင်ရဲ့ရပ်ဘက်ကိုပခုံးနဲ့ဝင်တိုက်တတိယတစ်ကောင်ရဲ့ခေါင်းကိုတယူးနဲ့ထုချလိုက်ပါတယ်။လှုပ်ရှားမှုတိုင်းကတေးသက်လှပတဲ့လောက်ပြင်းထန်လွန်းလာတယ်။သူကလူတစ်ယောက်မဟုတ်တော့ဘူး။တေမင်းတမန်ကခုံနေတယ်လို့ပဲ။ဘိုးကြီးအဲ့ဒီကောင်တက်လာနေပြီ
တကောက်ဘလောက်ကြာခန့်နိုင်မှာလဲလက်ထောက်ဘိုကတုံတုံရင်းနဲ့မေးတယ်သူတို့ဟာအခန်းတကောက်ကိုတမ်မိတကအထူကြီးဖြစ်ပါတယ်ဘိုးတောက်ထုံးကခွာနုလှမ်းကြည့်လိုက်တယ်ဖန်သားပြင်ထဲမှာခွာနုကတရဝါဆန်းများကိုမွေးငါးဘက်များလှိဖြတ်ပြီးလက်ကတစ်များကိုတဆင့်ချင်းတက်လာနေတာကိုတွေ့နေရှာပါတယ်ကြောက်မနေနဲ့ဒီခန်းထဲမှာငါရဲ့လျှို့ဝှက်လက်နက်ရှိသေးတယ်ဘိုးတောက်ထုံးကအခန်းတောက်ရှိတက်တာကြီးတစ်ခုဖွင့်လိုက်တယ်အတွင်းမှာစက်တနက်တက်လက်နဲ့ကြည်ပေါက်များရှိနေတယ်တက်လာခဲ့စမ်းခွာနုမင်းကိုအသားစားအောင်ရှာမရအောင်ငါလုပ်ပြမယ်ဘိုးတောက်ထုံးကစက်တနက်ကိုကောက်ကင်ပြီးတော့တကားဝါကိုချိန်ရွေထားလိုက်တယ်နောက်ဆုံးကျန်တဲ့တရဝါဆန်းရဲ့လေဘင်းကိုခွာနုကချက်တောင်းနဲ့နင်းချိုးလိုက်တယ်လေကားတစ်လျှောက်မှာအလောင်းတွေပုံနေပြီးခွာနုရဲ့အသက်ရှူတန်တွေပြင်းထန်နေတယ်သူတန်ရများမှာသွေးထွက်လွန်နေလို့မျက်လုံးတွေလည်းပြဝေစပြုတ်လာပါတယ်မဖြစ်ဘူးဒီနားမှာလဲလို့မဖြစ်ဘူးခွာနုအန်ကိုကြိတ်ပြီးကိုအားပေးတယ်သူ့ရှိမှတမ်မြစ်တကားကြီးကပိတ်ဆို့နေတယ်ဘိုးတောက်တော်မင်းပုံးနေလို့မရဘူးခွာနုကနောက်ကိုခြေလန်း၅လန်းခန့်စုပ်လိုက်တယ်ပြီးတော့အာကောင်သုံးကပြေးဝင်လာပြီးခုံပြန်လိုက်ကခြေစုံဖြစ်တကောက်ကန်လိုက်တယ်တန်တကားကြီးအနှင်းငယ်ချိုက်ဝင်သွားတော့လည်းမပွင့်ခွာနုကဒုတိယကြိမ်ထက်ကန်တယ်တကားပက်တာတွေလှုပ်လာတယ်တတိယကြိမ်ကွဲစမ်းကွာခွာနုကကြောင်မဲဓမာကြီးကိုလွှဲပြီးတော့တကားတော့ကလောက်နေရာကိုခုတ်ပါလိုက်တယ်တန်တကားကြီးပွင့်ထွက်သွားပြီးအခန်းတွင်းကိုလဲပြိုကျသွားတယ်တီးလိုက်တော့အခန်းထဲမှာဘိုးတောက်ထုံးရဲ့အော်တန်နဲ့အတူစက်တနက်တန်ကြီးထွက်ပေါ်လာပါတယ်တစ်စက္ကန့်ကိုကြီးစံ90ခန်းထွက်တဲ့စက်တနက်ကြီးတွေခွာနုမျက်လုံးပြူးသွားတယ်သူကကျမ်းပြင်ပေါ်မှာလှဲချထားတဲ့တန်တကားပြားကျိုခြေထောက်နဲ့ကော်ပြီးတော့ဒိုင်းတပွဲထောင်းလိုက်ရှာတယ်ကြီးစံတွေကတန်တကားပြားကိုထိမှန်ပြီးတော့မိဘွားများလွှင့်စင်နေတယ်တကားပြားကြီးကတဖြည်းဖြည်းစကားပေါက်ဖြစ်လာတယ်ဘလို့လဲခွာနုရဲ့အရသာရှိရလားဘိုးတောက်ထွန်းကအယူတယောက်လိုရီမောရင်းနဲ့ဆက်ပြစ်နေပါတယ်လက်ထောက်ဘိုးကတော့ကြောက်လန့်ပြီးပရင်းပေါက်မှာခုန်ချပြေးသွားပြီခွာနုပိတ်မိနေတယ်တန်တကားပြားကကြကြမခံနိုင်တော့သူတခုခုလုံးမရမယ်သူကဘေးဘီကိုကြည့်လိုက်တယ်အခန်းတောက်ရှိမိသက်ဆေးဖို့တွေ့လိုက်တယ်ခွာနုကဓာတ်ကိုဘေးချကျမ်းပြင်ပေါ်မှာလှိမ့်ပြီးတော့မိသက်ဆေးဖို့လှမ်းယူလိုက်ပါတယ်ကြီးစံများကသူ့ဘေးနားမှာတရွှေ့ရွှေ့နဲ့ဖြတ်တန်းသွားတယ်ယူသွားလိုက်ခွာနုကမိသက်ဆေးဖို့ကိုဘိုးတောက်ထွန်းရှိရာကိုပြတ်ပေါက်လိုက်တယ်ဒါဘိုးတောက်ထွန်းကတနက်ကိုမရက်ပဲနဲ့ဆက်ပြက်လိုက်ရာကြီးစံကမိသက်ဆေးဖို့ထိမှန်သွားတယ်မိသက်ဆေးဖို့ပောက်ကွဲပြီးတော့အဖြူရောင်အမှုန့်တွေအငွေ့တွေအခန်းတစ်ခုလုံးဖုံးလွှမ်းသွားတယ်ဘိုးတောက်ထွန်းကဘာမှမမြင်ရတော့သူချောင်းဆိုးပြီးတနက်ကိုရမ်းပစ်နေတယ်ကြီးကုန်သွားပြီဘိုးတောက်ထွန်းတနက်ကိုပြစ်ချလိုက်ပြီးတော့ခါးကြမှာဓမြောင်ဆွဲထုတ်လိုက်တယ်မိကိုငွေများကြားမှာသူဘာမှမမြင်ရဘူးရုတ်တရက်မိကိုငွေများလှုပ်ရှားသွားပြီးခွာနုထွက်ပေါ်လာတယ်မင်းလည်းပြီးသွားပြီခွာနုကဘိုးတောက်ထွန်းရဲ့လက်ကောက်ဝက်ကိုရိုက်ချလိုက်ရာဓမြောင်လွတ်ကျသွားတယ်အဲနောက်ဘိုးတောက်ထွန်းရဲ့လေဘင်းကိုလက်တစ်ဖက်ထဲနဲ့ညှက်ကနရံကိုကတ်လိုက်ပါတယ်မင်းကြောင့်ဆလိုင်းသေးလို့ဖြစ်ခဲ့ရတယ်မင်းကြောင့်လူတွေအများကြီးဒုက္ခရောက်ခဲ့ရတယ်ခွာနုလက်တီးကိုမြှောက်လိုက်တယ်ဒီလက်တီးတစ်ချက်ဆိုရင်ဘိုးတောက်ထွန်းခေါင်းကြေသွားနိုင်တယ်နေပါအောင်ငါမှကမ်းလန်းစရာရှိတယ်ဘိုးတောက်ထွန်းအသက်ရှူချက်နေတဲ့ကြားမှာပြောလိုက်တယ်ငါမှဟိုးအနှက်ပိုင်းမှာငွေတွေရွှေတွေအများကြီးရှိတယ်မင်းလိုချင်တာအကုန်ယူငါ့ကိုလွတ်ပေးခွာနုကတယောပြုံးလိုက်တယ်မင်းကအခုထိလူတန်ဖို့နားမလဲသေးပါလားခွာနုလက်တီးကိုပြစ်သွင်းရရွယ်လိုက်စဉ်ဘိုးတောက်ထွန်းကသူ့အင်ကြီးအိတ်ကက်ထဲမှာဖန်ပလင်းငယ်တစ်ခုထုတ်ပြီးတော့ခွာနုရဲ့မျက်နှာကိုရိုက်ခွဲလိုက်တယ်ဖန်ကွဲစာများနဲ့အစိမ်းရောင်အရှိန်များခွာနုမျက်လုံးထဲဝင်သွားတယ်ခွာနုနာကျင်လွန်းလို့လက်ကိုလွှတ်လိုက်မိတယ်ဘိုးတောက်ထွန်းကကျမ်းပြင်ပေါ်လေးကျသွားပြီးတော့အမောဖြေလိုက်တယ်သူအိတ်ကက်ထဲမှာနောက်ထပ်ပလင်းတစ်လုံးထုတ်လိုက်တယ်ထိုပလင်းထဲမှာအစိမ့်မြင့်ကြောင်စိမ်းရည်ပါရှိတယ်ဒါကသူကိုယ်တိုင်အတွက်တည်တံ့ဖော်ဆက်ထားတဲ့ဆေးဖြစ်တယ်မင်းကအတင်းကျပ်လှုပ်ခိုင်းတာနော်ခွာနုဘိုးတောက်ထွန်းကဆေးပလင်းကိုဖွင့်ပြီးမဆိုင်မတွတောက်ချလိုက်တယ်ဘိုးတောက်ထွန်းရဲ့ခန္ဓာကိုယ်ကရုတ်တရက်တုန်ခါလာတယ်သူ့သားများကမင်းနဲ့သွားပြီးတော့သွေးကြောများကစိမ့်ရောင်တောက်လာတယ်သူအရက်က9ပေလောက်ထိရှေ့ထွက်လာပြီးတော့အင်ကြီးတွေလည်းစုပ်ပြဲကုန်တယ်ဒါပေမဲ့တခြားတထဝါများလိုပုံပြက်ပန်းပြက်မဖြစ်ဘဲနဲ့ကြွက်သားအဖိုးထက်များဖြင့်စူပါစစ်သားပုံစံဖြစ်လာတယ်ခွာနုမျက်လုံးကိုတုပ်ပြီးကြည့်လိုက်ချိန်မှာသူ့ရှေ့မှာရက်နေရကလူမဟုတ်တော့အသိဉာဏ်ရှိရဲ့ဘလူးတကောင်ဘလို့လဲအခုမှပွဲရတကယ်စတာကွာဘိုးတောက်ထွန်းကစပွဲကုံကြီးကိုလက်တစ်ဖက်ထဲနဲ့မပြီးတော့ခွာနုစီကိုပြစ်ပေါက်လိုက်တယ်ခွာနုရှောင်းလိုက်ပေမဲ့စပွဲကုံကနေရန်ကိုဖောက်ပြီးတော့အပြင်ဘက်ဝရဏာထိလွင့်ထွက်သွားတယ်မင်းကတမ်းမာတဲ့ခွာနုဒါပေမဲ့အခုငါဖျားသခင်ဖြစ်သွားပြီဘိုးတောက်ထွန်းကလျှက်စီးလိုအမြန်နှုံးနဲ့ပြေးဝင်လာပြီးခွာနုရဲ့ဘိုက်ကိုဒူးနဲ့တိုက်လိုက်တယ်ခွာနုလီထဲမှာမြောက်တက်သွားပါတယ်ဘိုးတောက်ထွန်းကခွာနုရဲ့ခြေထောက်ကိုဖမ်းဆွဲပြီးတော့ကျမ်းပြင်နဲ့ရိုက်ချလိုက်တယ်ခွာနုရဲ့ပါးစပ်မှာသွေးများပန်းထွက်လာပါတယ်ကြောင်မဲဓမ္မကြီးလွတ်ကျသွားတယ်ဘိုးတောက်ထွန်းကခွာနုရဲ့လေပင်ကိုနှင်းထားလိုက်တယ်နှုတ်ဆက်ပါတယ်တောင်းမော်သားလေးဘိုးတောက်ထွန်းကလက်တီးကိုမြှောက်လိုက်တယ်ထိုလက်တီးမှာအစိမ်းရောင်စွမ်းအင်များစုစည်းနေပါတယ်ခွာနုမလုံနိုင်တော့ဘူးသူ့မြင်ကွင်းတွေကဝေဝါးနေပြီဒါပေမဲ့သူ့လက်ကကျမ်းမြင်ပေါ်ကအရာတစ်ခုစ
စမ်းမိလိုက်တယ်။ဘူအားမြင့်လျက်စစ်ကျိုးစက်တနက်ပြစ်တုံးကပြက်ကျသွားတဲ့ဝါယာကျိုးငါတီနောင်မင်းကိုခေါ်သွားမယ်။ခွာနုကဝါယာကျိုးဆွဲယူပြီးတော့ဘူတောက်ထုံးရဲ့ခြေထောက်ကိုရက်ပတ်လိုက်တယ်။ဘာလို့တာလဲ။ဘူတောက်ထုံးမေးလိုက်ချိန်မှာပဲရှော့ခွာနုကဝါယာကျိုးရဲ့တစ်ဖက်ဆုံးကိုပွင့်ထွက်နေတဲ့မိပလက်ခုံနဲ့ထိုးထည့်လိုက်တယ်။ဘူတောက်ထုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးလျှက်စစ်စီးသွားတယ်။ကြောက်စိမ့်စီးကလျှက်စစ်နဲ့ဓာတ်မတဲလို့သူ့သွေးကြောတွေပေါက်ကွဲလို့မတက်ဖြစ်သွားတယ်။ဘူတောက်ထုံးလင်းထွက်သွားပြီးနရံနဲ့ဝင်ဆောက်တယ်။ခွာနုလွတ်လာတယ်။သူကရိုင်းနေနဲ့ထားလိုက်တယ်။ကြောင်မဲတမကျူပြန်ကောက်ယူလိုက်တယ်။အဆုံးသက်ကြစို့ခွာနုကဓာတ်ကိုမြောက်လိုက်ပါတယ်။ဘူတောက်ထုံးကမိကိုတထောင်ထောင်ထရင်နဲ့ပြန်ထလာတယ်။ငါမသိဘူးကွာ။နှစ်ယောက်သားနောက်ဆုံးချိန်ပြေးဝင်သွားကြတယ်။ခွာနုရဲ့တောင်ဟင်းတန်နဲ့အတူဓာတ်ချက်ကလျှက်စီးလက်တလို့လှုပ်ရှားသွားတယ်။အခန်းတစ်ခုလုံးငြိမ်သက်သွားတယ်။ခွာနုရဲ့ဓာတ်ချက်ဆုံးမှာတော့အခန်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတယ်။လေထဲမှာလွင့်ပြန်နေတဲ့ဖုံဖုံများနဲ့မိကိုမှွေများကြားမှာခွာနုကမောဟိုက်စွာနဲ့ဒူးထောက်ကျသွားတယ်။သူ့လက်ထဲမှာကြောင်မဲဓမ္မကြီးကိုမြေကြီးပေါ်ကိုစိုက်ထောက်ထားလျက်ခန္ဓာကိုယ်တစ်ခုလုံးတုံခါနေတယ်။သူ့ရှေ့မှာတော့ဘူတောက်ထုံးရဲ့ခန္ဓာကိုယ်ကြီးကလဲလျောင်းနေပါတယ်။စူပါစစ်သားအပြည့်ပြောင်းလဲထားတဲ့ဘူတောက်ထုံးရဲ့ခန္ဓာကိုယ်ကခွာနုရဲ့ဓာတ်ချက်ကြောင့်ရင်ပန်းမသည်ခါအထိထပ်ပိုင်းပြက်လို့နေပါဖြစ်သွားတယ်။အစိမ်းရောင်သွေးပုံများကရှမ်းမြေပေါ်မှာအိုင်ထွန်းနေပါတယ်။ဘူတောက်ထုံးရဲ့မျက်လုံးများကမျက်နှာချက်ကိုစိုက်ကြည့်လျက်အသက်ငွေ့သာကျန်တော့တယ်။ဘူတောက်ထုံးရဲ့နှုတ်မှာသွေးများစီးကျလာရင်းနဲ့တိုးတိုးလေးခေါ်လိုက်တယ်။ငါရှုံးသွားပြီလား။ခွာနုကမတက်ထရက်လိုက်ပြီးဘူတောက်ထုံးကိုငုံကြည့်လိုက်တယ်။သူ့မျက်လုံးထဲမှာတော့အောင်နိုင်သူရဲ့ဝမ်းသာမှုမရှိဘူး။တံဝေကားနဲ့နာကျင်မှုတို့သာရောထွေးနေတယ်။မင်းရှုံးတာငါ့အောင်မနိုင်လို့မဟုတ်ဘူးဘူတောက်ထုံး။မင်းကိုမင်းဖျားသခင်လို့ထင်မှတ်ပြီးတော့လူသားဆန်တဲ့စိတ်ဓာတ်ကိုစွန့်လွတ်လိုက်လို့ရှုံးတာဘူတောက်ထုံးကခက်ခဲစွာပြုံးလိုက်တယ်မင်းပြောတာဟုတ်မယ်ဒါပေမဲ့ငါတယောက်တည်းတော့မသွားခွာနုနားထောင်လိုက်ရုံးကန်းစပွဲအောက်ရှိထိန်ချုပ်ခလုံးမှာအနီရောင်မီးများလင်းလာပြီးတော့အတန်တခုထွက်ပေါ်လာတယ်ခွာနုမျက်လုံးပြူသွားတယ်ငါနှလုံးကုန်ရက်သွားတာနဲ့ဒီစကန်အောက်ချိန်မှာမြုပ်ထားတဲ့ရမ်းတန်ချိန်1000ပေါက်ကွဲလိမ့်မယ်မင်းရောမင်းကဲကျင်တဲ့ကောင်းနေရောအားလုံးမြေကြီးအောက်ကိုရောက်ကုန်ပါဘိုးတောက်ထုံးရဲ့စကားမဆုံးမိမှာပင်သူ့ခေါင်းလင်ကျသွားပြီးအသက်ပြောက်သွားတယ်။တေစန်းတီကောင်ရုံမာလိုက်တာ။ခွာနုအချိန်မဆွဲတော့ဘဲနဲ့ရုံးကန်ဝရန်တာဘက်ကိုထွက်ပြေးသွားပါတယ်။အောက်ဘက်မှာတိုက်ပွဲကငြိမ်သက်စာပြုတ်နေပြီးငမိုးနဲ့ရဲဘက်များကကြံရှိနေတဲ့တရဝါဆန်းတွေကိုဝိုင်းဝန်းရှင်းလင်းနေကြတယ်။ဒါပေမဲ့အားလုံးလည်းမောပန်းနွမ်းနေကြတယ်။ငမိုးဖိုးရှုပ်တက်တာခွာနုကဝရန်တာမှအော်ဟစ်လိုက်တယ်။ပြေးကြအကုန်လုံးထွက်ပြေးကြဒီစခန်းပောက်ကွဲတော့မယ်။ခွာနုရဲ့အတန်နဲ့ကြီးကစကန်တစ်ခုလုံးဟိမ့်ထွက်သွားတယ်။ဘာပောက်ကွဲမယ်ဟုတ်လား။ငမိုးလန့်ဖြန့်သွားတယ်။ညီကိုတို့ကြားတယ်မလား။အဓိကတကားပေါက်စီပြေးကြဟဲ့။ထိုးချိန်မှာပဲမြေကြီးတွေစတင်တုန်ခါလာပါတယ်။ဘိုးတောက်ထုံးရဲ့စကန်ဖြက်စီရဲ့စနစ်ကြောင့်စကန်ရဲ့အောက်ခြေအုံမြင့်များစတင်ပြိုကျလာခြင်းဖြစ်ပါတယ်။အပေါ်မှာကြောက်တုံးကြီးတွေမိုးသီးမိုးပေါက်လိုကျဆင်းလာတယ်။ပြေးထွက်ရန်ကြိုးစားနေတဲ့ရဲဘက်တချို့ကြောက်တုံးပြီးပွဲချင်းပြီးတိဆုံးကုန်ကြတယ်။မဖြစ်ဘူး။သူတို့မလွတ်နိုင်ဘူး။ခွာနုကဝရန်နာမှခုံချလိုက်တယ်။မြေကြီးပေါ်ဘုံကနေကြောက်ရောက်ပြီးနောက်သူကတက်ထားနေဖိုးရှုပ်ရှိအောင်ပြေးသွားတယ်။တက်တာဆလိုင်းပင်မှာလဲတက်တာကမျက်ရည်များဖြင့်ခေါင်းခါပြတယ်။သူမလှုပ်တော့ခွာနုသူ့ဆက်ပစ္စည်းတွေအကုန်ပြက်စီးသွားပြီ။ခွာနုကဆလိုင်းလဲကျနေတဲ့နေရာကိုပြေးသွားတယ်။ဆလိုင်းရဲ့မျက်လုံးတွေပိတ်နေတယ်။ခွာနုကဆလိုင်းရဲ့ကြီးမားလေးလံတဲ့ခန္ဓာကိုပတ်ခုံးနဲ့ထမ်းပို့လိုက်တယ်။ကိုကြီးထားခဲ့လိုက်ပါတော့သူသိနေပြီလေ။ဒီတိုင်းဆိုရင်ကိုကြီးပါလွတ်မှာမဟုတ်ဘူး။ဖိုးရှုပ်ကခွာနုရဲ့လက်မောင်းဆွဲကငိုယိုတောင်းပန်တယ်မထားခဲ့ဘူးတင်းအောင်သူ့လောင်ငါပြန်ယူသွားမယ်ခွာနုကအန်ကိုကြိတ်ပြီးမတ်တက်ရက်လိုက်တယ်ဆလိုင်းရဲ့ခန္ဓာကိုယ်ကပေါင်400ကျော်လေးလံတော်လဲခွာနုရဲ့တမဏိချက်တော်များကမယိုင်လဲဘူးသွားမယ်ရှေ့ကဥဆောင်သူတို့အဖွဲ့နဲ့ရဲဘက်90ခန်းကပြိုကျနေတဲ့ကြောက်တုံးများကြားမှာအဓိကတကားပေါက်ကြီးစီကိုပြေးလွှားနေကြတယ်ဒါပေမဲ့ကန်ဆိုးမုံမောင်ကြလေစွာအဓိကတကားပေါက်ကြီးရဲ့ရှေ့ဥမင်လှိုင်ကောင်မျက်နှာချက်ပြိုကျသွားပြီးတော့ကြီးမားလာတဲ့ကြောက်တောင်ကြီးတစ်ခုပိတ်ဆို့သွားတယ်လမ်းပိတ်သွားပြီငါတို့တော့သိပါပြီဗျာရဲဘက်တွေစိတ်တက်ကြပြီးအော်ဟစ်ငိုကြွေးကြတယ်အနောက်ဘက်မှာလည်းမီးတောင်များကတပြေးပြေးနဲ့အနီးကပ်လာတယ်မြေအော်ကမ်းမကြီးတစ်ခုလုံးကလည်းမီးဖို့တစ်ခုလိုပူပြင်းလာပါတယ်လမ်းမပိတ်သေးဘူးငမိုးကအော်ပြောလိုက်တယ်ရေစိုးမြောင်းလမ်းရှိသေးတယ်မဖြစ်ဘူးအဲ့ဒီလမ်းကလူတယောက်ချင်းသွားမှရတာဒီလောက်လူအုပ်ကြီးနဲ့ဆိုအချိန်မမေ့ဘူးတတတွက်ချက်ပြတယ်ခွာနုကပကုံးပေါ်မှာဆလိုင်းအောင်ခဏချလိုက်တယ်သူဟာပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပါတယ်သူ့မျက်လုံးကစခန်းရဲ့တောင်တနေရာရှိကထုတဲဆောင်ရထားလမ်းကိုသွားတွေ့တယ်။ထိုရထားလမ်းကမက်ဆောက်တဲ့တောင်ဆောင်အတိုင်းအပေါ်ဖောက်လုပ်ထားပြီးတော့အပြင်ဘက်တောင်းနဲ့ဆက်သွယ်ထားပါတယ်။ဟိုရထားလမ်းအဲ့ဒီလမ်းကအပေါ်ပေါက်တယ်။ဒါပေမဲ့
ရထားတွဲမှမရှိတာကိုကြီးရဲ့ရထားတွဲမလို့ခြေချင်းပြေးတက်ကြမယ်ဒါပေမဲ့အဲ့လမ်းကမက်လွန်းနေပြီးတော့အပေါ်ကကြောက်တုံးနေကြနေတာခွာနူးကကြောင်မဲဓမ္မကျူဆွဲထုတ်လိုက်တယ်ငါရှိရသွားမယ်ကြနေတဲ့ကြောက်တုံးတွေကိုငါရှင်းမယ်မင်းတို့ငါနောက်ကကတ်လိုက်ခဲ့ခွာနူးကဆလိုင်းကိုပြန်ထမ်းလိုက်တယ်ပြီးတော့လက်တစ်ဖက်ပြဓာတ်ကိုကိုင်ကရထားလမ်းပေါ်တက်လိုက်တယ်လိုက်ကြဟိမသေးချင်းပြေးကြငမိုးကရဲဘက်တွေမောင်းနေတယ်ရထားလမ်းပေါ်မှာမရဏခရီးရထားလမ်းက45ဒီဂရီခန့်မတ်ဆောက်တယ်အပေါ်မှာကြောက်တုံးများမီးလောင်နေတဲ့တက်တာတန်းများပြုတ်ကျနေတယ်ခွာနူးကရှေ့ဆုံးမှာပြေးတက်ရင်နဲ့ပြုတ်ကျလာတဲ့ကြောက်တုံးများကိုဓာတ်နဲ့ပိုင်းချလိုက်ပကုံးနဲ့တိုက်ထုတ်လိုက်လှုပ်ဆောင်နေပါတယ်သူ့ပကုံးပေါ်မှာဆလိုင်းကိုထမ်းထားရလို့အလွန်ပင်ပန်းနေပြီးခြေထောက်တွေလည်းတုံရင်နေတယ်အသက်ရှူတန်တွေပြင်းထန်နေတယ်ဒါပေမဲ့သူရက်လို့မဖြစ်ဘူးသူရက်လိုက်နောက်ကသူတွေပါသိကုန်မယ်နောက်ဆုံးတန်းမှာရဲဘက်တစ်ယောက်ခြေချော်ပြီးအောက်ကိုပြုတ်ကျသွားတယ်မိပင်လေတွေကိုကျသွားတဲ့ထိုးလို့ဘယ်သူမှမကယ်နိုင်တော့မြင်တက်ကြတထားကဖိုးရှုပ်ကိုစွင်းရင်អော်တယ်ဖိုးရှုပ်ကလည်းမောလုံးလို့ပါဇက်ကအမြုပ်ထွက်နေပြီရထားလမ်းအဆောင်အလင်းရောင်မြင်ရတဲ့ဂူဝါကိုရောက်ရန်ပေ90ခန့်သာလိုတော့တယ်ဒါပေမဲ့ဂူဝါရဲ့အပေါ်ဘက်ရှိကြောက်ဆောင်ကြီးတစ်ခုအက်ကွဲပြီးတော့ပြိုကျလာတယ်ထိုကြောက်ဆောင်ကြီးပိတ်သွားရင်သူတို့အားလုံးပိတ်မိပြီမပိတ်เสียအောင်ခွာနူးကအန်ကိုကြိတ်လိုက်ပါတော့တယ်သူကပခုံးပေါ်မှာဇလိုင်းကိုငမိုးစီကိုပစ်ပေးလိုက်တယ်ငမိုးဇလိုင်းကိုခေါ်သွားပြီးတော့ခွာနူးကလူအုပ်ရှိမှပြေးထွက်သွားပြီးပြိုကျလာတဲ့ကြောက်ဆောင်ကြီးအောက်ကိုဝင်ကပခုံးနဲ့ထောက်လိုက်တယ်တန်ချိန်များစွာလေးလံတဲ့ကြောက်ဆောင်ကြီးကိုခွာနူးကသူ့ခန္ဓာကိုယ်တစ်ခုတည်းနဲ့ပင့်ထောက်ထားတယ်သူခြေထောက်တွေမြေကြီးတဲ့ဒူးထိနှိဝင်သွားတယ်သွေးကြောများပေါက်ထွက်မတက်ဖောင်းကြလာတယ်ပါးစပ်နဲ့နှာခေါင်းမှာသွေးတွေစီးကြလာတယ်မြန်တော့ကြငါမနိုင်တော့ဘူးခွာနူးရဲ့အတန်ကလေချောင်းထဲမှာညှက်ထုတ်လိုက်ရတယ်ကိုကြီးဖိုးရှုံငိုယိုပြီးမသွားချင်ဘူးသွားစမ်းဖိုးရှုံတထသူ့ကိုဆွဲခေါ်သွားတထကမျက်ရည်များကြားမှာဖိုးရှုံကိုဆွဲကခွာနူးရဲ့ခြေထောက်ကြားမှာဖြတ်ပြေးကြတယ်ရဲဘက်များတယောက်ပြီးတယောက်ခွာနူးရဲ့အောက်မှာဖြတ်ပြေးကြတယ်နောက်ဆုံးလူငမိုးသူကဆလိုင်းကိုထမ်းလျက်ရောက်လာတယ်ကျေးဇူးပဲတငယ်ချင်းငမိုးကခွာနူးကိုကြည့်ပြီးလေးစားစွာနဲ့ပြောလိုက်တယ်ပြီးတော့အပြင်ဘက်ကိုခုန်ထွက်လိုက်ပါတယ်အားလုံးလွတ်သွားပြီခွာနူးတယောက်တည်းကြမ်းရက်တယ်ကြောက်ဆောင်ကြီးကပိုလေးလာတယ်အောက်ဘက်မှာမီးတောင်များကသူ့ချီရင်ကိုရောက်လာတယ်ငါတောင်ဝင်ကြည့်ပြီခွာနူးပြုံးလိုက်တယ်သူအားလျှော့လိုက်မယ်ပြူစဉ်ကိုကြီးလက်ကိုလှန့်လိုက်အပြင်ဘက်မှာဖိုးရှုံနဲ့ငမိုးတို့ပြန်လှည့်လာပြီးတင်းရွယ်ကြိုးကြီးတစ်ခုပြစ်ပေးလိုက်တယ်ကိုကြီးမသေးရအောင်လားအတူတူပြန်ကြမယ်ခွာနူးရဲ့မျက်လုံးတွေပြန်လဲတောက်ပါလာပါတယ်ဟုတ်တယ်ငါမှစောင့်နေရမိသားစုရှိသေးတယ်ငါသေးလို့မဖြစ်သေးဘူးခွာနူးကလက်တစ်ဖက်ပြကြောက်ဆောင်ကိုထောက်ထားရင်းနဲ့ကြံလက်တစ်ဖက်ပြတင်းရွယ်ကြိုးကိုလှမ်းဖက်လိုက်တယ်ဆွဲဟဲ့ဖိုးရှုံငမိုးနဲ့ရဲဘက်တွေဝိုင်းဆွဲကြတယ်ခွာနူးကကြောက်ဆောင်ကြီးကိုနောက်ဆုံးအားနဲ့ပင့်တင်လိုက်ပြီးကိုလှိမ့်ကအပြင်ဘက်ကိုခုန်ထွက်လိုက်တယ်သူထွက်လိုက်တာနဲ့တပြိုင်နက်ကြောက်ဆောင်ကြီးပြိုကျသွားပြီးဂူဝါကိုပိတ်ဆို့သွားပါတယ်တစ်ဆက်တည်းမှာပဲမြေအောက်မှာပြင်းထန်လာတဲ့ပောက်ကွဲတံကြီးထွက်ပေါ်လာတယ်တောင်တလုံးလုံးနှိမ့်ဆင်းသွားတယ်မြေကြီးတွေအက်ကွဲပြီးတော့မိခိုးလုံးကြီးတွေမိုးပေါ်ကိုထိုးတက်သွားပါတယ်ကြောက်စိမ့်တွင်းငရေကန်းကြီးကတမိုင်းမှတ်တမ်းတစ်ခုဖြင့်မြေအောက်ကိုလုံးဝနစ်မြုပ်သွားလေတော့တယ်တောအပြင်ဘက်မိုးတိတ်သွားပြီမနက်ခင်းနေအောင်ကြီးနုနုကတောတစ်ခုလုံးကိုဖြန့်ကျက်ထားတယ်ရွှွန်တော်များကြားထဲမှာလေးလျောင်းနေတဲ့ခွာနူးတက်ထားဖိုးရှုပ်ငမိုးနဲ့ရဲဘက်များသူတို့အားလုံးကအသက်ရှင်ကျန်ရစ်သူတွေသူတို့ရဲ့ခန္ဓာကိုယ်မှာဒဏ်ရာများပြည့်နှက်နေပေမဲ့သူတို့ရဲ့မျက်နှာမှာတော့လွတ်လပ်ခြင်းရဲ့အပြုံးတွေပွင့်လန်းနေတယ်ခွာနူးကောင်းကင်မောကြည့်လိုက်တယ်လေပြေလေညင်းလေးတွေကသူ့မျက်နှာကိုလာရောက်ထိတွေ့တယ်ပြီးပြီအားလုံးပြီးသွားပြီဒါပေမဲ့သူ့ဘေးနားမှာငြိမ်သက်နေတဲ့ဆလိုင်းရဲ့ခန္ဓာကိုကြည့်လိုက်မိတဲ့အခါမှာတော့ခွာနူးရဲ့ရှင်ထဲမှာအောင်ပွဲခံခြင်းစိတ်ပျောက်ဆုံးသွားခဲ့ပြီမနက်ခင်းနေအောင်ကြီးကမြူကိုများကိုဖောက်ထွင်းပြီးတော့ဖျားကျလာတယ်တောင်ကုန်းအောက်ဘက်ရှိဂျိုင်ဝမ်ကြီးထဲမှာမိကိုငွေမဲကြီးတွေကောင်းကင်တက်လူလူတက်နေစေဖြစ်ပါတယ်တစ်ချိန်ကငရဲကန်းလိုတင်စားခဲ့တဲ့နဂါးစိမ်းကြောင်စိမ်းတွင်းကြီးကယခုအခါမှာတော့ပြဝွန်တိဖြစ်သွားခဲ့ရပြီတောင်ကုန်းထိပ်ရှိတောင်စလက်ပန်းမင်ကြီးအောက်မှာခွာနုတက်တာဖိုးရှော်ငမိုးနဲ့လွမြောက်လာတဲ့ရဲဘက်တွေတိတ်ဆိတ်စွာရပ်နေကြပါတယ်သူတို့ရှေ့မှာလက်ဆက်တဲ့မြေပုံမမို့လေးတစ်ခုရှိတယ်ထိုမြေပုံလေးရဲ့ကောင်းရင်မှာတော့တက်သားနဲ့ပြုတ်လောက်ထားတဲ့လက်ဝါးကတိုင်သို့မဟုတ်မှတ်တိုင်တစ်ခုစိုက်ထူထားတယ်ခွာနုတူးထောက်ချလိုက်တယ်သူ့လက်ထဲမှာဆလိုင်းရဲ့အက်စလုံးပါတောဝက်ဆွဲကြိုးလေးကိုကင်ထားတယ်တငယ်ချင်းခွာနုရဲ့တန်ကတုံးခါနေတယ်မင်းအခုလွတ်လပ်သွားပြီမင်းကိုချုံနှောင်ထားတဲ့တန်ကျိုးတွေမင်းကိုနာကျင်စေတဲ့စီးဝါးတွေဘာတစ်ခုမှမရှိတော့ဘူးဒီတောင်စလက်မြေမှာအေးချမ်းစွာအနားယူလိုက်ပါတော့ခွာနုကဆွဲကြိုးလေးကိုမြေဝုံပေါ်တင်လိုက်တယ်မျက်ရည်ပူတစ်ဆက်မြေကြီးပေါ်ကျဆင်းသွားတယ်ငါတို့ငငယ်ကဂတိတစ်ခုထားခဲ့ဘူးတယ်နော်ဘသူအရင်အိမ်အောင်ကြကြံတဲ့သူကဝက်တကောင်ဖမ်းပေးကြီးဆိုပြီးလေခွာနုကခါတက်စွာပြုံးလိုက်တယ်မင်းကဂတိမတီးပဲနဲ့အရင်ထွက်သွားခဲ့ပြီဆလိုင်း
ဒါပေမဲ့စိတ်မပူပါနဲ့မင်းမေဒေါ်နီလာကိုငါအမေအရင်လိုစောက်ရှောက်ပါမယ်ဘေးနားရှိဖိုးရှော့ကမျက်ရည်များကိုလက်ခုံနဲ့တုံလိုက်ပါတယ်တထားကခွာနုရဲ့ပကုံးကိုဖွားဖွားလေးကန်ကနှစ်သိမ့်တယ်ချင်းတောင်တန်းတွေရဲ့ဝေးရမြောက်ဖျားကကချင်းမျိုးကိုငါတို့နှစ်ယောက်ရောက်လာခဲ့တာစစ်ပီးခေရဲ့ကံကြမ္မာအလှည့်ပြောင်းနေကြမယ်တောင်စလက်ပန်းတွေမပွင့်တဲ့ဒီမီမှာငါဘေးနားရှိနေရဆိုလို့ငယ်တငယ်ချင်းစလိုင်းတယောက်ပဲရှိတော့တာအခုတော့သူကောင်းရမွန်ရရောက်မှာပါခွာနုသူ့ဝိညာဉ်ကဒီတောင်တန်းတွေကြားမှာလွတ်လပ်စွာပြန်တန်းနေလောက်ပြီခွာနုကမတ်တက်ရက်လိုက်တယ်သူကအောက်ဘက်ရှိဘီကိုငွေမြောင်ကြည့်ရင်းနဲ့မျက်နှာထားတင်းမာသွားတယ်စလိုင်းတည်သွားပေမဲ့သူ့ကိုတက်ခဲ့တဲ့တရခန့်စစ်ကမတည်သေးဘူးဗျာကိုကြီးကလည်းဘိုးတောက်ထုံးတည်ပြီလေဖိုးရှုပ်ကအံ့ဩစွာမေးတယ်ဘိုးတောက်ထုံးကရုပ်သေးရုပ်တရုပ်ပဲရှိသေးတယ်ဖိုးရှုပ်ဒီစခန်းကြီးကိုတီထောင်ဖို့ငွေထုတ်ပေးတဲ့သူကြောက်စိမ့်တွေကိုလက်ခံယူနေတဲ့သူအဲ့ဒီနဂါးနဲ့ဂိုင်းကြောက်ကရှိနေသေးတယ်ခွာနုကတောင်ဘက်အရက်ရန်ကုန်ဘက်ကိုမျှော်ကြည့်လိုက်တယ်ဒီမြပြားခံရကိုမပိတ်တဲ့၍အောက်ဘက်မှာရှည်နောက်နေအောင်ပါပဲနောက်ထပ်ဆက်လိုင်းတွေနောက်ထပ်ငမိုးညီလေးတွေပေါ်လာအောင်ပါပဲငမိုးကရှေ့တိုးလာတယ်ခွာနုမင်းဘာဆက်လုပ်မလဲငါရန်ကုန်ကိုသွားမယ်ငကနဲ့ဂိုင်းကြောက်ကိုရှာပြီးအမြင့်ဖြတ်မယ်ငမိုးပြုံးလိုက်တယ်ငါမှပြန်စရာအိမ်မရှိတော့ဘူးငါညီလေးလည်းမရှိတော့ဘူးဒီတော့ငါအသက်ကမင်းအတွက်ပဲခွာနုငါလဲလိုက်မယ်ကျုပ်ရောဗျာကျုပ်ရောဖိုးရှုပ်ကလက်ထောင်တယ်ကိုကြီးမပါပဲကျုပ်ကဘေးကောင်မလေးကိုသွားကြွားရမှာလေပြီးတော့ရန်ကုန်ဆိုတာကျုပ်ပိုင်နဲ့ဗျရွှေတကုံဖျားပွင့်ကိုကြီးကိုလမ်းပြပေးရမှာပေါ့တထားကခွာနုကြည့်ပြီးတော့ခေါင်းညိတ်ပြတယ်ကျမလည်းရန်ကုန်ပြန်ရမှာပဲလေပြီးတော့ငကနဲ့ဂိုင်းကထုတ်လုပ်နေတဲ့စေးဝါးတွေကိုဖြေဖြောက်ဖို့ကျမလိုဆရာဝန်တယောက်လိုလိမ့်မယ်ခွာနုကသူ့ရဲဘော်ရဲဘက်တွေကိုကြည့်ပြီးအားတက်သွားတယ်သူတယောက်တည်းမဟုတ်တော့ကောင်းပြီဒါဆိုရင်ခီးစက်ကြစို့ခွာနုကလွတ်မြောက်လာတဲ့ရဲဘက်တွေကိုနှုတ်ဆက်တယ်ရဲဘက်များခွာနုကိုဦးညင်းအယူသေးပြုတ်ကြပြီးတော့မိမိနေရဲ့အတီးတီကိုပြန်ရန်တော်လန်တိုင်းထွက်ခွာသွားကြတယ်ခွာနုတက်ထားပိုးရှုံနဲ့ငမိုးသူတို့လေးယောက်ကတောင်တန်းကြီးမြောက်ကျောခိုင်းကနေမင်းကြီးတက်လာအရက်စီကိုခြေလန်းစတင်လိုက်ကြတယ်လေပြေလေးညင်းတစ်ချက်ဝိအလာမှာခွာနုရဲ့ကြောပေါ်ရှိကြောင်မဲဓမ္မကြီးကနေအောင်အောက်မှာနတ်မောင်စွာတောက်ပါနေတယ်ဒီဓာတ်ကသွေးဆုံးခဲ့ပြီဒါပေမဲ့ဒီဓာတ်ကပြက်မဲ့သူများရဲ့မျက်ရည်ကိုတုပ်ပေးမဲ့ဓာတ်အဖြစ်ပြောင်းလဲသွားခဲ့ပြီတောင်စလက်မြေမှာစတင်ခဲ့တဲ့တောသားလေးခွာနုရဲ့ဒဏ္ဍာရီကယခုအခါမြန်မာပြည်အလယ်ပိုင်းမြို့ပြကြီးများစီကိုဥတီသွားတော့တယ်ငါလာခဲ့မယ်ရန်ကုန်မင်းတို့ရဲ့မတရားမှုမှန်သမျှငါဓာတ်နဲ့ခုတ်ပိုင်းရှင်းလင်းဖို့ငါလာခဲ့မယ်ပရိသတ်များရှင်နောက်ရက်တင်မှာလည်းကျမတို့ရဲ့ channel ကနေဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ပါအောင်ရှင်ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်စွမ်းအားရှင်ခွာနုရဲ့ဇာတ်လမ်းများကိုလည်းအားပေးနားဆင်ပါအောင်နော်